ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်လို့ကြိုဆိုလိုက်ပါရစေပရိသတ်တွေအားလုံးအတွက်ဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ပရိသတ်ကြီးအားလုံးစောင့်မျှော်နှားဆင်နေတဲ့ဒေရီချစ်တဲ့ငယ်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းခုံကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်ဇာတ်လမ်းကြောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်အသေးသေးတန်တိုင်းသိရှိဖို့အတွက်ကတော့ဘေးနာ notification လေးကိုလေးနှိပ်ပေးသွားပါအောင်နော်အားလုံးကျေးဇူးများတင်ပါတယ်ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမယ့်သူကတော့ကျမအကျဉ်းသားပဲဖြစ်ပါရဲ့ရှင်ကလေးငယ်လေးချစ်တဲ့ငယ်ဟာကွာတရားမှမရှိကြဘူးလားတင်များသွားကြပြီလားပဲမိမရေမိမဘေဘီမိမကိုခေါ်နေတယ်လေကွာထွက်လာခဲ့ဘေဘီကလေးငယ်ထွက်လာခဲ့ကိုစီကိုလာခဲ့ဘေဘီချန်စီကိုတကားကိုကိုင်လှုပ်ပြီးတော့အိမ်ထဲမှာရွက်ဝငယ်ထွက်လာအောင်ရှိသမျှအတန်နဲ့ကုန်းမိအော်နေတယ်တကားကိုစောင့်ကန်လိုက်ဂျိမ့်ဂျိမ့်မြအောင်တန်တကားကိုဆွဲလှုံလိုက်အမျိုးမျိုးလုပ်နေတယ်ထမင်းစားခန်းမှာထမင်းစားနေတဲ့ဦးမင်းတင်ငင်မှာကြားပင်မိခွေးဟောင်နိုင်ထားကြည့်အောင်သူကဘာမို့လို့လဲမောရင်ရက်သွားလိမ့်မယ်ဆိုရင်စက်တိုင်းနဲ့ပတ်ဝန်းကျင်ကိုဥပြစ်ခါပြုတ်ပြီးတော့ခင်ထည့်ပင်နဲ့ဟင်းနဲ့ထမင်းကိုစိန်နဲ့စားနေလိုက်တယ်နဘေးကဒေါခင်းခင်းတွေ့ရတော့မနိုင်ဘူးဆိုတဲ့မျက်နှာထားနဲ့ဦးမင်းတင်ငယ်ကိုကြည့်ကောင်ဦးမင်းတင်ငယ်ကတော့တချမ်းမှာအိတ်တွေမပြတ်ကိုထမင်းကိုသာစားမြဲစားစေပါရွှေဝါငယ်ရလေချင်းရသူအော်ခုံနေပြီမို့ဖင်းတကြွကြွနဲ့အိမ်ရှိကိုပြေးသွားကြတာတပိုင်းတင်ုံနေမဟုတ်တကူလုံးကိုတင်နေရပါပြီဒီအတန်ဒီ nickname ဒီလူကိုရွှေဝါငယ်တိတ်ကိုချစ်ရပါတယ်တိတ်ကိုလွမ်းရပါတယ်တိတ်ချရတဲ့အတွက်လွမ်းခင်းရတဲ့အချိန်နာရီတွေကလည်းမြောင်များစွာတစ်စက္ကန့်လောက်ကိုတကဘာလောက်ထင်ရအောင်လွမ်းနေရှာပါတယ်အဲဒါကြောင့်တွေးချင်နေပြီဖြစ်တော့လေအရှိမထမင်းစားနေတဲ့ဦးမင်းတင်ငယ်ကိုပိုးကြောက်တာမို့ပြေးတွေးကျင်တဲ့စိတ်ကိုချုပ်တီးပြီးမျက်ရည်များကတပေါက်ပေါက်ကြလို့နေပါတယ်မိမရေဘေဘီချစ်တဲ့ငယ်လေးရေကိုခေါ်နေရလေကွာဒယ်ရီချစ်တဲ့ငယ်လေးဒယ်ရီမိမရေမထွက်လာမချင်းမိမဆိုတဲ့အမည်နာမကိုထက်ခါတလဲလေခုံးနေတယ်တန်တကားတွေကိုဆွဲလုံလိုက်ဂျိန်းဂျိန်းဆိုတဲ့အတန်တွေနဲ့ကြားနေရပါတယ်အရှိကသမီးဖြစ်သူကလေဟိုကမိမလို့ခေါ်ရင်ငိုရင်းနဲ့မိမလို့ခေါ်ရင်မျက်ရည်ကျရင်ဖြစ်နေပြီမို့ဦးမင်းတင်ငယ်စိတ်မတူချင်လို့ကိုထိတ်မိအသားနေနေတော့လေရောင်းရဲ့လှုပ်ရက်ကသူ့ကိုတွားဆွပေးနေတယ်လို့ဖြစ်နေတယ်နဘေးနာကရေခွက်ကိုအကုန်မောတောင်းလိုက်ပြီးလက်သီးကိုချစ်နေအောင်ဆုပ်ပြီးတော့ရောင်ရှိရအိမ်ရှိချံကိုထွက်လာလိုက်ပါတယ်ခြံတကားကိုဆွဲဖွင့်လိုက်ပြီးရောင်းရဲ့လေပင်ကနက်တိုင်ကိုဆွဲကင်လိုက်ကကြစ်ကြစ်ပေါင်ဆုပ်ထားတဲ့ညာဘက်လက်ကရောင်းရဲ့ပါးပြင်ထက်ကိုအားပြင်းပြင်းနဲ့အရှိန်အဟုန်ပြေးစွာထိုးလိုက်တော့ပါတယ်ခေါ်အောင်ငါသမီးကိုမိမလို့ခေါ်အောင်ကွာခေါ်အောင်မိမသိပြီတော့မေခွေးတောင်စားခွေးထက်မိုက်တဲ့ကောင်ထရီယွန်နာကွာစိတ်ရှိလက်ရှိမျက်ရိုးတလျှောက်နဲ့ပါးပြင်ကိုခုနှစ်ချမ်းလောက်ဆင့်ဆင့်ပြီးထုံးလိုက်တယ်ဒေါသထွက်လုံးတို့လက်တွေတော့တုံနေရပြီဒီမျက်နှာဒီဆောက်ခွက်ကိုအသိမုန်းနေအသိယွန်းရှာတယ်ခွေးကောင်မင်းငါရှန်ချီကအခုထွက်သွားမင်းကိုငါမသက်မိခင်ငါရှန်ချီကနေအခုထွက်သွားနှကန်းတောင်းကကြောက်လာပြီးဖြစ်တဲ့သွေးစားကိုလက်မနဲ့ဖိတုပ်လိုက်ပြီးတော့ဦးမင်းတင်ငယ်ကိုဂျိုကြည့်ပြီးကျွန်တော်မိမမပိုင်ဒီနေရာကနေတက်ဖွားမှမခွာနိုင်ဘူးအန်ကယ်မကျင်နဲ့ထက်ထိုးအေးတခုတော့သိလိုက်နော်ငိန်ခံနေတာလက်မပါလို့အားလို့ခံကောင်းလို့ခံနေတာမဟုတ်ဘူးခမ ्या ကြီးအပေါ်မှာအပြည့်ရှိထားလို့လွန်ခဲ့တဲ့အတိတ်ကအောင်လက်ရှိရောအပြည့်ပြုမိထားလို့ခလင်းငယ်မျက်နှာကြောင့်ငိန်ခံနေတာတိတ်တော့ရောက်မတက်နဲ့ဗျာဒီမှာခမ ्या ယွန်ရအောင်ကျွန်တော်ကလမ်းမေးရခွေးလေခွင်းလွင်မဟုတ်ဘူးခွေးဝဲစားလည်းမဟုတ်ဘူးအဲ့ဒါခမ ्या နားလေလားရောင်ရှင်ထဲဆိုတဲ့ကောင်ကကိုကုံကိုအရေးချင်းနဲ့ကိုဘွားကိုကိုရန်ရက်တည်နေတာဗျခမ ्या ရှင်းလားမိဘအမွေထိုင်ဦးစီမိဘလို့စာထိုင်စားနေတဲ့ကောင်မဟုတ်တာခမ ्या အသိဆုံးပါဘာဖြစ်လဲကိုမိန်းမမို့လို့ကိုခေါ်တာခမ ्या တော်ခမ ्या မိန်းမအောင်မိန်းမလို့မခေါ်ပဲဘယ်လိုခေါ်လို့လဲကြက်ထားပါဒါတွေပြောဖို့လာတာမဟုတ်ကျုံမိန်းမကိုထုတ်ပြီးအခုထုတ်ပြီးဘာကွာထုတ်မပေးဘူးသေတော်ထုတ်မပေးနိုင်ဘူးမင်းလိုကောင်နဲ့ငါသမီးကိုသဘောမတူဟဲ့အောင်မင်းလစ်လိုက်တော့ဟာသဘောမတူဘူးလေဘာလေးပြောနေအောင်
ကျွန်တော်တို့ကသမီးရီးစားတွေလည်းမဟုတ်ဘူးချစ်သူတွေလည်းမဟုတ်ဘူးလင်းမယားတွေဗျခမည်းဘာမှမသိပဲစကားဝင်မပြောပါနဲ့ကျွန်တော်တို့ကနှစ်ဦးသဘောတူလက်မှတ်ထိုးပြီးယူထားကြတဲ့လင်းမယားတွေဟာကွာခွေးမသားဒီလောက်ပြောနေတာရော့ကွာပြန်မင်းအခုပြန်မင်းကိုငါမျက်စိရှိရနေမမြင်ချင်ဘူးအခုပြန်မမြင်ချင်မျက်လုံးမိတ်ထားလိုက်လေကျွန်တော်မိမကိုခေါ်ပြီးတော့ပြန်မယ်ရှင်းနေတာပဲ哦ဟဲ့အောင်သေတောင်ပေးမထည့်ဘူးကွာငါသမီးကိုမင်းလက်ထဲဘလို့မှငါမထည့်နိုင်ဘူးမင်းငါသမီးကိုလိုချင်တော့ငါသိမှပဲရမယ်ဟဲ့အောင်အော်ဟုတ်လားအဲ့ဒါဆိုရင်အခုသေးပဲလေကျွန်တော်ဖေသမီးကိုအတော်လိုချင်နေလို့ဗျဟာဒီခွေးမသားပြောလေစိုးလေပါလားကျွန်တော်ကခွေးဆိုတော့ဘေဘီကလည်းခွေးမရပေါ့နော်ခွေးမိသားစုပေါ့အဲ့တော့ကျွန်တော်ရောက်ခမခမည်းကလေတီးခန့်တဲ့အတိုင်းတာလွန်သွားပြီခမည်းတော့ကြပါတော့ရောင်ဦးမင်းတင်ငယ်ကိုထိုးဖို့ပြင်းနေစဉ်အိမ်ထဲမှာရွက်ဝငယ်နဲ့ဒေါခင်ကင်းသွဲထွက်လာပြီးတားပါတယ်ငိုယိုပြီးပြေးလာတဲ့ခန္ဓာကိုယ်လုံးလုံးလေးကိုရောင်မမောစွာကြည့်နေတော့လွမ်းလိုက်တာကလေးငယ်ရဲ့ကိုမသိမတက်အောင်လွမ်းနေရတာစက္ကန့်တိုင်းနာရီတိုင်းမှာပဲကွာကလေးငယ်ကကိုကဘာကိုကြီးစိုးနေတဲ့အေဂရီတဘာပါပဲအချိန်တိုင်းကိုကြီးစိုးနေတော့တာအခုလေအတန်လေးကြားယုံနေရောင်းမလောကပတ်ဝန်းကျင်ကိုမေးသွားရပါပြီချစ်တဲ့ငယ်လေးကိုမြင်လိုက်ရတာနဲ့ရောင်းနေပေးရတက်ရှိတက်မဲ့အရာအလုံးဟာပျောက်ကွယ်သွားပြီးတော့သူ့ရဲ့မျက်လုံးထင်ကလေးငယ်တယောက်ကိုသာမြင်နေရတယ်အရာအလုံးသာအေးဆက်တည်ငြိမ်သွားရပြီးလှုပ်ရှားနေတဲ့ရင်းအစုံကတော့နှိမ့်လိုက်မြင်လိုက်အခုံမြက်နေတဲ့နှလုံးသားတစ်စုံဟာလေပေါက်ကွဲထွက်တော့မယ်မလားပဲချစ်လိုက်တာချစ်သိန်းငယ်လေးရဲ့ကိုတိတ်လွမ်းနေရတဲ့မျက်ဝန်းလေးတွေကိုတိတ်လွမ်းနေရတဲ့ဒီအမျိုးသမီးလေးဦးမင်းတင်ငယ်ထိုးလိုက်တာကိုပင်ရုံးစိတ်ထဲဘာမှမမှတ်မိတော့ပါသူ့အတွေ့သူ့အုံနောက်သူ့ရဲ့ကဘာထဲမှာအခုရွက်ဝငယ်တယောက်တည်းမင်းမှုနေပြီမို့ကြောင်လေးရွက်ဝငယ်ပြေးလာတာကိုပဲရက်ကြည့်နေတဲ့ရှောင်းကိုဦးမင်းတင်ငယ်တောင်အံ့ဩသွားရတယ်ဒီခွေးကငါ့သမီးကိုအဲ့လောက်တောင်ချစ်တာပဲလားလာချစ်သိန်းငယ်လေးသူ့စီပြေးလာတဲ့တင်ပြီးတော့လက်တံအရှိကြီးကိုစံတန်းပေးလိုက်ကောင်ပြည့်ဝင်လိုက်ပါပြည့်ဝင်ပြီးခုံနှားလိုက်စမ်းပါကိုရဲ့ရင်ဝင်အကျက်ကြီးတဲ့ကိုကလေးငယ်လေးရဲ့အားရပါရပြေးလာပြီးပြည့်ဝင်လိုက်ပါတော့လားဆိုပြီးတွေးနေပြီးတော့ချစ်သိန်းငယ်ပြေးဝင်လာစီရန်သွေးဆက်များကျနေတဲ့နှက်ခမ်းတစ်စုံကပြုံးမိစောင့်ကြုံနေပါတယ်ပပဘာဖြစ်သွားလဲဖခင်ဖြစ်သူဦးမင်းတင်ငယ်ထိုးတာကိုတော့မမြင်မေရောင်ထိုးဖို့ပြင်းနေတာကိုပဲမြင်လိုက်တာမို့ရွှဲဝါငယ်ချင်းရသူကိုပပပုံမမုံမိအောင်ထိန်းခုပေးဖို့ပြေးလာရခြင်းဖြစ်ပါတယ်ပပဘာမှမဖြစ်ဘူးဘေဘီဒီခွေးကိုပြန်အောင်နှင်ထုတ်နေတာခတ်တာဒီခွေးရမပြန်မေအတင်းခိုးကပ်နေတယ်ဘယ်လိုပပဒယ်ရီကိုခွေးနဲ့နှိုင်းလိုက်တာလားခိုးဝင်လူမဲ့နေတဲ့ရှင်းဝင်တစုံဟာခိုးဝင်လာမေထင်ပြီးဖွင့်ဟထားတဲ့လက်တံတစုံတို့ဟာလေးဟာနေထဲမှာအေးဆက်သွားရတယ်ပြေးလာတဲ့ချစ်သိန်းငယ်ကသူ့စီမဟုတ်ပင်သူ့ပပစီသာဖြစ်လို့နေပါတယ်ပြီးတော့ဗါတဲ့ဒဏ်ရာတန်ချက်နဲ့ယောက်ျားဖြစ်သူကိုကြတော့ဘာတချမ်းမှအရေးမဆိုင်ပဲနေပင်ကဘာမှအလုံးမခံရသေးတဲ့ဦးမင်းတင်ငယ်ကိုမေးလိုက်တယ်ပပဘာဖြစ်သွားသေးလဲတဲ့အော်ချစ်သိန်းငယ်ရေထွက်သွားပါတော့အခုချက်ချင်းဘေဘီရှိရနေအမြန်ဆုံးထွက်သွားပေးပါဒဲတီမျက်နှာကိုဘေဘီမမြင်ချင်ဘူးအခုထွက်သွားပြီဒဲတီချင်းရသူနှုတ်ပြမှထွက်ကြလာတဲ့စကားများဟာရောင်းရဲ့ရင်ကိုချွန်ထက်လာတဲ့ဓာတ်သွားနဲ့ထိုးဆိုင်နေသလိုပါပဲမမြင်ချင်ဘူးတဲ့လားကလေးငယ်လေထဲဝယ်ရက်တက်နေတဲ့လက်တစုံကိုအောက်ကိုပြန်ချလိုက်ပြီးရွက်ဝငယ်ဘက်ကိုမျက်နှာတက်လှည့်ပြီးတော့တိတ်ကိုမျက်နှိုးတဲ့မျက်ဝန်းတစုံကိုအသေးချောင်စိုက်ကြည့်ပြီးရောင်းရင်းတွေနာရတယ်တကယ်ပဲကိုမမြင်ချင်တာလားဘေဘီလေးသားများကရောင်ဘလောက်ဝမ်းနေသွားလေအလုံးမင်းသီးတာလှပါတယ်လုံးဝကိုမျက်တောင်မခတ်တော့ပြီးရွက်ဝငယ်မျက်နှာလေးကိုပဲအသေးချောင်စိုက်ကြည့်ကဟုတ်တယ်โอเคဟုတ်ပြီကိုရဲ့ချစ်သိန်းငယ်ကိုယ်တိုင်ကကိုနှင်းနေပြီဆိုတော့ကိုသွားပါမယ်ကလေးငယ်ဒါပေမဲ့ကလေး
ဘသူတွေဘာပြောပြောတခုပဲတတိယပါကိုမင်းကိုအသက်လောက်ချစ်တယ်ဒါဟာခဏကြောင်လည်းမဟုတ်တယ်လို့တဘွားစာလည်းမဟုတ်ဘူးထာဝရကိုအချက်ကမင်းအပေါ်ထာဝရရှင်သန်နေမှာဘေဘီသိရဲ့ဘေဘီသိပါတယ်ဒယ်ဒီရဲ့ဘေဘီထွက်သွားခိုင်းနေတယ်ဆိုတာကလေဒယ်ဒီအတွက်ပါဒီမှာဆက်ရှိနေဒယ်ဒီမျက်နှာတစ်ခုလုံးစုပ်ပြတ်တတ်တော့မှာပြီးတော့ပပပါဇက်ဖျားမှာလေဘေဘီဒယ်ဒီကခွေလုံးလုံးဖြစ်နေပြီလေဘေဘီရင်နဲ့အောက်နေရတယ်ဆိုတာဒယ်ဒီမြင်နိုင်ရဲ့လားဒယ်ဒီကိုဘေဘီသိချစ်တာပေါ့ဘေဘီလည်းဘေဘီအသက်တမျှဒယ်ဒီကိုချစ်ရပါတယ်ဒါပေမဲ့အခုလိုအချိန်မှာဘေဘီကဘေးကနေဝင်မပါရင်မပြီးတော့ဘူးပြဿနာတွေကထပ်ဖြစ်နေအောင်ပါပဲပပကဘေးလူမပြောနဲ့သူသိချင်ရတဲ့ဘေဘီကိုတော့အသားနာအောင်လှုပ်ထားတာသစိမ်းလူဆိုရင်တက်ပြစ်ဖို့လေဝင်လေးမှာမဟုတ်ဘူးအဲ့ဒါကြောင့်ဘေဘီရဲ့စေတနာတွေကိုဒယ်ဒီနားလည်ပေးပါထွက်သွားလိမ့်ပြီဖြစ်တဲ့ချစ်ရသူကြောပြင်းကိုကြည့်ပြီးရင်ထဲမှာမပြောဖြစ်လိုက်တဲ့စကားများစွာကိုစိုးနေမိပါတယ်ဘာလို့လဲကန်တီယာကဘာလို့ဘေဘီတို့ကိုခွဲချင်ကြတာလဲဘာလို့လဲဘေဘီတို့ဘာအပြစ်တွေများလုပ်ခဲ့မိလို့လဲဘယ်ဘွားကဝှေ့ကြွေးများကြောင့်အခုလိုနာကျင်မှုကိုခံစားစေရတာလဲတွေ့လေးရက်ကရောင်ထွက်သွားနေတဲ့လမ်းမော့ကိုပဲကြည့်ပြီးမျက်ရည်မိုးများစွာကထပ်မံရွာတော့ချလာတယ်ဒါကိုဒေါခင်ခင်းသွဲတယောက်မြင်တာမို့ဦးမင်းတင်ငယ်မမြင်မိစေဖို့ရွက်ဝါငယ်ကိုအိမ်ထဲကိုပြန်ခေါ်သွားပါတယ်မမြင်ကြလောက်ကိုကဘာဖြစ်နေလို့လဲခလင်းငယ်အတွက်ကိုဆိုတဲ့ကောင်ကယုံစရာပဲလားခလင်းယုံနေပြီလားဘေးလူတွေနားချတဲ့စကက်လုံးတွေကိုခလင်းယုံနေပြီလားဘာလို့လဲကိုချစ်ပေးခဲ့တဲ့အချက်ကလိုအပ်ခဲ့လို့လားမခမ်းနားခဲ့ဘူးလားဘာလို့ကလေးငယ်ကကိုရဲ့ရှင်ဝင်ကိုလာပြီးတော့မခိုးနားရတာလေဝေးရတဲ့2 ရက်အတွင်းမှာကလေးငယ်အများကြီးပြောင်းလဲသွားတာပဲကိုလေကိုမင်းကိုတွေးကြင်လို့တော့ညတွင်ချင်းတမ်းပြီးပြန်လာရတာကလေးငယ်ရဲ့ကိုမမင်းအိမ်ပြန်ရောက်သွားပြီလို့သိကြရအယူတစ်ပိုင်းပဲကိုစိတ်ကိုမင်းအခုထိနားမလည်နိုင်သေးပဲဘေဘီစပွဲပေါ်မှာရှိနေတဲ့ဝိုင်းပလေးနဲ့ဖန်ခွက်ကိုအကုန်သိမ့်ကျုပ်ပြီးတော့အောက်ကိုပြင့်ချလိုက်တယ်တင်းမာလုံးနဲ့မေးကြောနဲ့လက်ထင်းကြောများကလည်းထိုးထောင်ထွက်လို့နေပါတယ်လမ်းပြောင်းနေပြီရှေ့ဆက်ဖို့အတွက်တကယ်လမ်းပြောင်းနေရပြီခလင်းငယ်ရှေ့ဆက်ဖို့ခုံအားရမယ်ထင်ခဲ့တဲ့မင်းဘက်ကပါကိုခါသေးသေးငင်းဆန်နေပြီးတော့အဲ့ဒီမြက်ဝန်းကိုမနစ်သက်ဘူးကိုတနာသလိုကြည့်နေတဲ့ခလင်းငယ်ရဲ့မြက်ဝန်းတွေကိုမလို့ချင်ဘူးကိုလိုချင်ခဲ့တာခလင်းငယ်ရဲ့ယုံကြည်မှုမြက်ဝန်းတွေကိုအပေါ်မှာဘလို့အခြေအနေပဲရှိလားယုံကြည်စေချင်မိတယ်ကွာကိုဘာဆက်လုပ်ရမလဲခလင်းငယ်ကိုရှေ့ဆက်ဖို့လမ်းတကယ်ကိုပြောင်းနေရပြီအချိန်အားဖြင့်ည7 နာရီပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့နေပြီးတော့အတန်းဆိုလို့ပိုးကောင်လေးတွေရဲ့အတန်းသာကြားနေရတယ်ပတ်ဝန်းကျင်ဟာဘလောက်ပဲတိတ်ဆိတ်ငြိမ်သက်နေမငြိမ်သက်နိုင်တာကတော့ရွက်ဝါငယ်ရဲ့အခန်းတွင်းလေးကရှိုက်တန်တဲပါဒေါခင်သွဲနဲ့ဦးမင်းတင်ငယ်ကအစောကြီးအိတ်တက်နေတာမို့အခုလိုအချိန်အခါကသူတို့အတွက်အိမ်မက်ကဘာမှာပျော်မွေ့နေပါပြီတခြားသောအိမ်ရှိအလုသမားများလည်းခြံတကားများသိန်းစရာရှိတာများလိုက်လံသိမ်းစီးပြီးတော့အကုန်အိတ်သွားကြပြီဖြစ်ပါတယ်အရာရာဟာဆိုင်းလန့်ဖြစ်လို့နေတော့လေရှိုက်တန်တဲ့သူမအခန်းငယ်လေးမှာတော့တကယ်ပဲကို့ကိုမမြင်ချင်တာလားဘေဘီဟွန်းမဟုတ်ရပါဘူးမြင်ချင်လွန်းလို့ပါတွေးချင်လွန်းလို့ဒီလူသားလေးကိုတိတ်ကိုလွမ်းလွန်းလို့ပါဒယ်ဒီရဲ့ဘေဘီကြောက်တယ်ဘေဘီတို့ဝေးရမအောင်ကြောက်တယ်ဒယ်ဒီရဲ့နေလေကရောင်တလုံးချင်းမိခဲ့တဲ့စကားတစ်ခုကသူမရှင်တွေကိုတန်းအောင်ဖြစ်နေတယ်ပြန်ပြေးကျင်တော့လေဖြေခွင့်မရတင်းကျပ်အောင်ဖတ်ထားကျင်တော့လေအခွင့်မသာရှေ့တိုးရခန့်နောက်ဆုံးရခန့်ဒီလိုအခြေအနေမျိုးမှာသူမကိုဘသူမှများနားလည်ပေးနိုင်ပါတယ်လေအချစ်ချင်းပြီးတော့လေယူတာအယူတစ်ပိုင်းပါပဲလားမြင်တွေ့လိုက်ရတဲ့ခဏအတွင်းကိုရွက်ဝါငယ်ရဲ့နူးနေတဲ့နှလုံးသားတစ်စုံကလေရောင်နဲ့ထက်တူပါပဲထက်တူကြနေတဲ့ဒီရင်ကုန်တန်တွေကိုပေါင်းစည်းနိုင်ခွင့်မပေးတဲ့ကန်တရားကိုတိမ်မုန်းနေမဟုတ်ဘူးကန်တရားထက်
ဦးမင်းတင်ငယ်မာနာကိုရှေ့တန်းတင်ကသဘောမတူရေးဒိုးရေးလုပ်နေတဲ့ဦးမင်းတင်ငယ်ကိုလေဖခင်မို့ကြောက်ရတယ်တစ်ဖက်ကချစ်ရသူတစ်ဖက်ကမိဘအဲ့ဒီနှစ်ယောက်ကြားမှာဗျာများနေရတာကတော့ရွက်ဝါငယ်ပါအခုလေနေ့လေကရောင်းရဲ့အမေကိုရင်နာနာနဲ့ဟုတ်တယ်လို့ဖြေခဲ့မိလို့အခုချိန်ထိခံစားလို့မစုံငိုလို့မစုံအဲ့ဒီစကားလေးတစ်ခုကသူမရှင်ကိုထသက်နေပါတယ်အခန်းထဲဝင်အောင်နေတာ10 နာရီကြော်ကြော်ဖြစ်နေပြီမို့ငိုယိုထားတာလေးပါတော့ရေတက်ကုန်ခန်းကအခုတော့အာကောင်လေးတွေခြောက်လာရှာပါပြီရေအလုံးစားတာမို့ရေတောက်ဖို့အောက်ထက်ကိုဆန်းလာတယ်ရေခဲတက်တာတွေကရေခဲရေဘူးကြီးကြီးကိုယူပြီးဖန်ခွက်အကြီးတစ်ခုလေးကိုထည့်ပြီးထည့်ထားသမျှရေအေးတို့အားအကုန်မိုးတောင်လိုက်ပါတယ်ရေတောက်ပြီးတော့အိမ်မော်တက်ဖို့ခြေလမ်းပြင်နေစဉ်တိတ်ဆိတ်လုံးနဲ့ပန်းဝင်းကျင်ကြောင့်အရာရာဟာအထီးကျန်ဆန်တယ်လို့ခံစားစေပါတယ်အဲဒါကြောင့်သူမနဲ့ဘဝတူအထီးကျန်ဆန်နေတဲ့ဒီပန်းဝင်းကျင်ကိုအဖော်ပြုတ်ပြီးအိမ်တော်ဖေးလေးခဏထွက်ပြီးတော့လေကောင်းနေတန်လေးရှူမယ်လို့တွေးလိုက်ပြီးအိမ်တော်ဖေးတကားကိုကြက်အသားလေးဖွင့်ပြီးတော့တရင်ပေကြီးအောင်ထွက်လာခဲ့ပါတယ်နေ့လေကစားကြက်တဲ့ကြိမ်ထိုင်ကုန်းလေးကမသိရသေးတော့မို့အဲ့ဒီထိုင်ကုန်းလေးမှာခဏထိုင်လိုက်ပြီးတော့တိတ်ဆိတ်နေတဲ့ပန်းဝင်းကျင်ကိုခန်းစားပြီးတော့တနေရရကိုမျက်နှာမူပြီးခရမ်းရောင်မျက်လွှာလေးကိုဖြင်းချင်းစွာပိတ်ပြီးတော့ဒယ်ဒီဘဝမှာလေကောင်းမှုတစ်ခုခုကိုအကြောင်းပြုပြီးစုပန်ရင်စူတောင်းပြည့်တယ်လို့ဘေဘီကြားဖို့တယ်သိလားတကယ်လို့အဲ့ဒီအစိုးသားမှန်ခဲ့ရင်လေဘေဘီတစ်ခုလောက်စူတောင်းချင်တယ်မျက်လုံးလေးကိုမှိတ်ထားပြီးနှကန်းလွှာလေးကစကားတပြောပြောနဲ့ဘေဘီဒီနေ့မနက်ကဖះမှာစွန့်ကတ်တယ်ရေချမ်းကတ်လူတယ်မေမေနဲ့ဖះပန်းလည်းကူလှဲပြီးတယ်ဒီကနေ့ပြုခဲ့တဲ့ကောင်းမှုကိုအကြောင်းပြုပြီးဘေဘီစုမုံတကူတောင်းကြမှာတယ်အဲ့ဒါအခုဘေဘီမျက်လုံးလေးဖွင့်လိုက်တာနဲ့ဒယ်ဒီကိုမြင်ခွင့်ရပါစေမဖြစ်နိုင်ဘူးဆိုတာသိပေမဲ့လေတစ်ခါလောက်တော့ယူမိုက်မိကြတာလူငယ်တွေရဲ့သဘာဝမဟုတ်လားသူမလည်းသိပါတယ်ဒါဟာဘလို့မှမဖြစ်နိုင်မင်းဒါပေမဲ့ယူမိုက်စွာစုတွေပဲတောင်းမိတယ်မျက်လွန်လေးကိုအသာဖွင့်ကြည့်တော့သူမအရှိမကျွန်းစပွဲရလွဲလို့ဘာမှရှိမနေပါဘေဘီလောက်ရက်ကအတော်ကလေးဆန္ဒပါလားကိုကိုသဘောကျပြန်ရည်ပြီးတော့မျက်လွှာကိုခဏပြန်မိတ်ထားလိုက်တယ်တအောင်လောက်နေပြီးတော့မှအိမ်ထဲကိုပြန်ဝင်ပါတော့မယ်လေအဲ့ဒီအချိန်ကားကောင်းမိုးကနေတဆင်အုတ်တိုင်းအပေါ်ကြော်ခွာတက်နေတာကတော့ရောင်တယောက်ဖြစ်ပါလေသူမတို့ရဲ့အိမ်နောက်ဖေးမှာကားကိုချင်းစည်းရိုးတတိုင်းနဲ့ကက်ရက်ထားပြီးတော့တတိုင်းကိုမှီအောင်လို့ကားနဲ့ခုကတက်နေတာဖြစ်ပါလေမိမမရှိပေအိတ်เสียလားအဖိုးကြီးခမားလုံးရက်ကြောင်တနေ့ဝစ်လေမင်းကျုပ်ကတော့ခမားသမီးမရှိပေမအိတ်နိုင်ဘူးအဲ့တော့အိမ်ထဲကိုဘသူမှမသိအောင်ခိုးဝင်ပြီးအိတ်မင်းခမားကြီးဘာတက်နိုင်သေးလဲဦးမင်းတင်ငယ်ကိုပြောဆိုပြီးအိုတတိုင်းကိုဖက်တွယ်တက်နေတာနောက်တော့အိုတတိုင်းကိုကြော်ပြီးသူမတို့ချက်အနောက်ဖက်တရဲပင်ကြီးအောက်ကိုရှောက်သွားတယ်တခုခုပြုံးကြတဲ့အတန်ကြားတာမို့ရွယ်ဝါငယ်ခရမ်းရောင်မျက်လုံးလေးကိုဖွင့်ပြီးအနောက်ကိုလှည့်ကြည့်တော့ဘာမှမတွေ့ပါရှောင်းကအနက်ရောင်လက်ရှည်တီရှပ်ကိုစတိုင်မန်နဲ့တွဲဝှက်ထားတာမို့တကူလုံးမှာဖြူတာဘာမှမရှိနက်ကိုကလေးကစကင်းကလည်း brown skin မို့လို့အခုလိုညဘက်ဆိုတော့ရုတ်တရက်ကြည့်ရင်သူ့ကိုမမြင်ရပါကိုပြောလူသားကိုအတန်ကြားရသားနဲ့မမြင်တာကတော့ရွယ်ဝါငယ်တယောက်ဖြစ်ပါတယ်စောနာကအတန်ကြားလိုက်သလားလို့ဘယ်နာကလဲဘာမှလည်းမတွေ့ပါလားရောင်စကားပြောတန်ကြားလိုက်တာမို့အတန်လာရဘက်ကိုလှည့်ပြီးကြည့်မိတယ်တွေ့ပါပြီသူ့ရဲ့ချစ်သေးငယ်လေးပန်းရောင်ညဝဲခေါင်းဝင်းခွဲခွဲလေးကိုဝိစင်ထားတယ်ညဘက်ကြီးကိုအိမ်ထဲမှာရှိမနေပြီခြံထဲမှာရှိနေတယ်ဆိုတော့ဒီချစ်သေးငယ်လေးတယောက်ဘာများလုံးနေရလဲရောင်မြင်တွေ့လိုက်တဲ့ကလေးငယ်လေးကိုဝမ်းသာတာကတစ်ချက်အချိန်မတော်ကြီးအပြင်ထွက်နေလို့စိတ်တူသွားတာတစ်ချက်အဲဒါကြောင့်ခါထောက်လိုက်ပြီးတခုခုပြောင်းသလိုကုန်းနဲ့ဟိုနာကြီးဒီနာကြီးလိုက်ရှာနေတဲ့ကလေးငယ်လေးကိုသိပင်အရေးအောက်ကနေသူမအရှိကိုမသွားပြီးဒီအတိုင်းအော်ခေါ်လိုက်ပါတယ်ခလေးငယ်အဲ့ဒါဘာလုပ်နေရလဲကုန်းနေဟင်ဘယ်နာအတန်ကြားတာလေခလေးငယ်ဆိုတော့ဒဲဒီလားဟိုတရဲလားတရဲပြိုဟင်သူ့ကိုမကြည့်ပဲတရဲပြိုဆိုပြီးတော့ရမ်းအော်နေတဲ့ခလေးငယ်ကြောင့်
ခိုးဝင်ပါတယ်ဆိုရင်တိမ်အိမ်လုံးသိတော့မယ်ဘေဘီကိုပါဘေဘီလေးရဲ့ကိုလေးဒက်ဒီလေးကလေးငယ်အမောင်ထဲကနေတလန်းချင်းလှမ်းပြီးလက်လေးတွေနဲ့ဖြူဝင်းနဲ့မျက်နှာပြင်လေးထက်ကိုအုပ်ပြီးကြောက်နေတဲ့ချစ်သေးငယ်လေးအရှိကိုရက်လိုက်တယ်လက်ကလေးတွေကိုအသားဖဲကြည့်တော့သူ့အရှိမမမမမတ်ရှိနေတဲ့အိတ်ကက်ထဲလက်ထည့်ပြီးခက်တီတီရက်နေတဲ့သူ့ရဲ့ဒက်ဒီကိုတွေ့လိုက်ရပါတယ်ဒက်ဒီလားဒက်ဒီကိုလွမ်းနေခဲ့တာရင်ငွေအကျဲကြီးထဲကိုစောင့်ဝင်လိုက်ပြီးတော့လက်တံတူတူလေးနဲ့ချစ်နေအောင်သူ့မိသလောက်လေးဖတ်ထားလိုက်ပါတယ်ကြီးမားကျယ်ပြန့်တဲ့ရောက်ရဲ့ရှင်အောင်ဟာရွက်ဝငယ်လေးတယောက်တော့အလွန်ဤဆက်လာတဲ့မှုရခြင်းတပွဲပါအခုံမြတ်နေတဲ့နှလုံးအိမ်နေရာလေးတက်တဲ့ကိုတိတ်ကိုမြတ်လို့ရတဲ့နှက်ခမ်းလွာပပလေးကမွားဆိုပြီးဖွားဖွားလေးနမ်းလိုက်တဲ့အချိန်တွားပြီးဒီလူမှခြေမြကန်မိလက်မကန်မိစောက်တရားမရတော့ပဲခန်းစားကြကလေးဟာနေတဲ့မှာတဒုံဒုံမြည်ဟီးနေတဲ့ဘဟုချက်တက်တဲ့ကိုမှအနမ်းချွေလိုက်တဲ့နှက်ခမ်းလွာနုနုလေးကြောင့်သွေးတွေကပြောင်းမြန်စီးဆင်းကအတွေးများဟာလေကြောက်ကြရဲ့ဖြစ်သွားတယ်လွမ်းနေခဲ့တာဘေဘီတိတ်လွမ်းနေခဲ့တာဒက်ဒီရဲ့ရင်ဝင်ကိုဒက်ဒီကိုသိန်းရနဲ့ဒက်ဒီရဲ့ယူရမှုတွေဒက်ဒီစကားတန်တွေပြီးတော့ဟော်ရီယာဘေဘီနဲ့ဆိုတဒုံဒုံခုံနဲ့ဒက်ဒီနှလုံးသားနဲ့ပြီးတော့ဒက်ဒီတိတ်လွမ်းစကားလေးတောင်မဆုံးသေးဘူးရက်တက်နေတဲ့ရောင်ရဲ့တန်မာတဲ့လက်တစုံကသူမခန္ဓာသေးသေးလေးကိုအင်္ဂနဲ့ဖြစ်သွားအောင်ဆွဲဖက်ပြလိုက်တယ်ချစ်ရသူရှင်ခွင်ထင်အသက်ရှူကျက်စွာရောက်သွားတော်လဲကြည်ပြူစွာလက်ခံရင်အသက်ရှူကျက်လဲကျက်ပါစီတော့အလွမ်းထန်တွင်မခံသာတော့ဘူးဆိုရင်စိတ်ကိုဖြေးချလိုက်ပြီးရောင်ဖက်ထားတဲ့အတိုင်းငိမ့်ငိမ့်လေးအဖက်ခံနေလိုက်ပါတယ်ဒယ်ဒီဘေဘီတောင်းမှတ်ပါတယ်ဘာအတွက်လဲနေလျာကိစ္စအတွက်ပါဘေဘီစိတ်ထဲမပါပဲပြောလိုက်မိရဲ့ပြီးတော့ဒယ်ဒီကိုလည်းထပ်အထိုးခံရမှာကြောက်တာပါပပခွေးနဲ့နှိုင်းတာရောမကြိုက်လို့ပါကိုသိတယ်ဒယ်ဒီမသိပါဘူးဘေဘီရင်ထဲမှာဘာတွေဖြစ်နေလဲဘယ်လိုတွေခံစားနေရလဲဆိုတာဒယ်ဒီမသိပါဘူးအခုပပဘေဘီဖုန်းတွေအကုန်သိမ်းထားတယ်ဒယ်ဒီနဲ့ဆက်သွယ်မှာစိုးလို့တယ်လေဒယ်ဒီသိလားဘေဘီလေဒယ်ဒီနဲ့စကားမပြောရပဲအိပ်ရတဲ့ညတွေဘယ်လိုအိပ်ရလဲဆိုတာဒယ်ဒီသိရဲ့လားဘေဘီမှဒယ်ဒီကိုလွမ်းလို့အလွမ်းဖြေစရာဆိုလို့ဘေဘီရဲ့ဒိုင်ယာရီစာအုပ်ကလေးပဲရှိတယ်ဒယ်ဒီမရှိတဲ့နေ့ရက်တွေဘေဘီဘယ်လိုရှင်သန်နေရလဲဒယ်ဒီသိရလားယင်ဘေဘီတယောက်တည်းနေရတဲ့အချိန်တွေဘေဘီတယောက်တည်းနေရတဲ့နာရီတွေနေ့ရက်တွေကတိတ်ကိုအဆင်ပြေမနေဘူးဒယ်ဒီရဲ့ဒယ်ဒီအနားမှာမရှိတိုင်းဘေဘီမျက်ရည်တွေကချောင်းဖြစ်တော့မယ်မငိုဘူးလို့ဘေဘီတင်းထားပေမဲ့ဘေဘီငုံနေမိရဲ့ဒယ်ဒီပြောဘူးလေဘေဘီကဟိုးကောင်းငင်ကလာမင်းကြီးဆိုလာမင်းကြီးရဲ့ဘေးကကျယ်လေးတွေကဒယ်ဒီဆိုလာမင်းဘေးမှာကျယ်လေးတွေမရှိတော့ဘေဘီကြအလင်းရောင်မပေးစွမ်းနိုင်ဘူးဒယ်ဒီရဲ့ဒယ်ဒီအနားမှာမရှိတာနဲ့အရာတိုင်းကအတိတ်ပဲမဲ့နေတယ်ဒယ်ဒီဘေဘီလေဒယ်ဒီကိုမဆုံးရှုံးချင်ဘူးဝေးလည်းမဝေးနိုင်ဘူးဒယ်ဒီကိုဘေဘီသိချစ်တာရင်ဝင်ထဲကကလေးငယ်လေးကိုတင်းကျပ်စွာထပ်မံပွေးဖက်လိုက်ပြီးတော့ကြောပြစ်လေးကိုပုတ်ပေးပြီးရင်ဝင်ထဲကဥကောင်းလေးကိုဖွားဖွားလေးနမ်းလိုက်ပြီးတော့ကိုနားလေတယ်ကလေးကိုအကုန်နားလေတယ်ကိုကလေးငယ်လောက်ရတိုင်းမှန်နေကိုစိတ်မဆိုးနေလေရကိစ္စအောင်ကလေးကောင်းလေးကထုတ်ပြလိုက်ပါကိုအတွက်ကကိုနာကျင်ရတာထက်ကလေးနာကျင်ရတာပိုပြီးခံစားရတယ်ကိုဆိုတဲ့ကောင်ကတန်မိုးမရှိဘူးဒါပေမဲ့ကိုဘွားမှာတော့ကလေးငယ်ကကိုအတွက်တန်မိုးအရှိဆုံးပဲသိတာပေါ့ကိုအကုန်သိတယ်ကလေးငယ်ကိုလွမ်းနေမှန်းလေကိုအကုန်နားလေတယ်ဘာမှမဖြစ်ဘူးကိုရှိရဲ့နော်ဟုတ်ပြီလားကိုရှိတယ်ကလေးငယ်ခလေးဘက်မှာဘသူမှရက်တီပေးမဲ့လူမရှိရင်တော့ကိုရှိတယ်ဆိုတာအမြဲတတိရပါပြီးတော့ကိုလဲလွမ်းနေခဲ့တာအချိန်တိုင်းနာရီတိုင်းစက္ကန့်တိုင်းပဲဘယ်နေ့ဘယ်ရက်ဘယ်အချိန်မှာအစွမ်းကိုထွေးပွေးပြစ်မယ်ဆိုပြီးပြန်လာရမယ့်နေ့ရက်တွေကိုကိုအမြဲရေးတွဲနေခဲ့တာကလေးငယ်ကျန်တာတွေထက်အဓိကကိုတို့ချစ်နေဘာလို့ဝေးမှလဲကလေးရဲ့ဘာမှမကြောက်နဲ့ကိုအကုန်နားလေတယ်ကိုတယောက်လုံးပြဿနာအားလုံးကိုဖြေရှင်းမှာမို့ကလေးငယ်ဟာအချိန်တစ်ခုအထိပဲစောင့်ပြီးကိုကိုစောင့်နေပြီးကလေးငယ်လုံးရမှာတစ်ခုပဲကိုကိုပဲချစ်နေပြီဖို့
ကို့ကိုပဲယုံကြည်ပေးဖို့ခလေးကို100 ရာခိုင်နှုန်းယုံကြည်မှဖြစ်မေကလေးအခုလိုအချိန်နေမှာကလေးမျိုးလေးချက်လေးတွေမလျှော့လိုက်ပါနဲ့အချစ်စစ်မှန်ရင်အခက်ခဲတော့ရှိကြတယ်မှတ်လားကိုတို့အချစ်ကိုခဏတာစမ်းသပ်မှုလို့မှတ်ယူထားလိုက်ကလေးကိုတို့ဒီစမ်းသပ်မှုကိုရအောင်ဖြတ်ကျော်မယ်အချစ်တစ်ခုမှာယုံကြည်မှုဟာအဓိကပဲကလေးဘလို့လူတွေကြားဝင်ဝင်ဘလို့လူတွေတွေးခွဲခွဲကိုတို့နှစ်ယောက်သာတယောက်ကိုတယောက်ယုံကြည်မှုရှိရှိသစ္စာရှိရှိချစ်နေမယ်ဆိုရင်ကိုတို့ဝေးဖို့ဆိုတာအဝေးကြီးပါကလေးငယ်ကိုတို့အခုခန်းစားခဲ့ရတာတွေကိုကိုတို့ဒီစမ်းသပ်မှုတွေပြီးဆုံးသွားရင်အတိုးချပြီးတော့ချစ်မယ်အတိုးချပြီးတော့အလွမ်းဖြေမယ်အတူတူနေကြမယ်တာယာတဲ့အိမ်အောင်ရေးလေးတစ်ခုထူထောင်မယ်ကလေးအဲ့တော့အဓိကကိုတို့အချစ်တွေခိုင်မြဲနေဖို့ပဲချစ်နေဖို့ပဲလို့တယ်ကလေးငယ်ကဘာမှပူပန်စရာမလိုဘာမှဖြည့်ရှင်းစရာလည်းမလိုကိုအကုန်ပူပန်ပေးမယ်ကိုအကုန်ဖြည့်ရှင်းပေးမယ်ကိုအကုန်လုပ်မယ်ကလေးငယ်လုံးရမှာတခုတည်းပဲကလေးငယ်ရဲ့အုံနောက်သေးသေးလေးထဲမှာကလေးစားလေးတွေနဲ့တောင်ပြည့်နေရတာတခြားဟာတွေပရက်ရှာတွေသိမ့်မထည့်ပါနဲ့ကိုလက်မခံနိုင်ဘူးကလေးအုံနောက်ထဲမှာကိုကိုချစ်နေရမယ်ဆိုတဲ့အတွေးလေးတစ်ခုပဲတွေးထားပါအဲ့ဒီအတွေးလေးကိုပဲသိမ်းထားအများကြီးမတွေးနဲ့ကိုပြောတာလေးတစ်ခုကိုပဲကလေးငယ် memory ထဲမှာထည့်ပြီးတော့ save ထားပါကလေးလေးကိုပြောတာနားလေလားဟုတ်ကဲ့ဒယ်ဒီပြန်ပြောပါအောင်ကိုဘာအောင်အုံနောက်ထဲမှာထည့်ခိုင်းထားတာလေချစ်နေရမယ်ဒယ်ဒီကိုယုံကြည်ရမယ်ဒယ်ဒီတယောက်တည်းကိုပဲချစ်နေရမယ်ချစ်နေရမယ်โอเคဘေဘီလိမ္မာလိုက်တဲ့ကလေးငယ်လေးဒယ်ဒီဘေဘီတခုတောင်းဆိုခြင်းနေပြောစီကလေးပပအခုနေအရန်စိတ်တူနေရမို့အခုနေတော့ဘာမှမလုပ်ပါနဲ့လားယင်ဘေဘီစာမေးပွဲပြီးမှဆက်ပြောလာမယ့်စကားတန်လေးတွေရက်တန့်သွားရအောင်နှကန်းလွှာလေးအပေါ်ရောင်းရဲ့လက်ညိုးကဆက်မထွက်ရဘူးဆိုတဲ့အဟန့်အတားမျိုးနဲ့ဟန်တားလိုက်ပါတယ်စကားတန်များကလင်းကြီးလေးထဲမှာပျောက်ရှားသွားပါတယ်ကိုစဉ်းစားပြီးသားကလေးငယ်စာမေးပွဲပြီးကိုမမေနဲ့ကလေးငယ်ကိုလာတောင်းမယ်တကယ်လို့ကလေးပပသဘောမတူရင်ခိုးပြေးကြမယ်ဒယ်ဒီတို့သူတို့တွေမလိုက်နိုင်နဲ့အဝေးတက်နေရတကဘာစီကိုတို့တွေခိုးပြေးကြမယ်အိုးခိုးပြေးရအောင်ဘေဘီတို့ကရီးစားတွေမှမဟုတ်တာကိုသိတယ်ကလေးငယ်လေးကိုကောင်းထဲမှာအမြဲရှိတယ်ကလေးငယ်ကိုလူသိရှင်ကြားလက်ထပ်ဖို့ကိုရဲ့သဘောထားဆိုရင်လက်ထပ်ပြီးတာကြပြီစာချုပ်တွေဘာတွေတော့လိုမနေဘူးကလေးငယ်စံသားကိုသာလိုက်ရောနေတာကိုဘဝမှာကလေးငယ်အမိန့်ကသာအရေးကြီးတာမို့ကလေးငယ်အမိန့်ရှာတာနဲ့ကိုလက်ထပ်ဖို့တမ်းမိစီးစက်မှာဘေဘီသိပါတယ်ဒါပေမဲ့ခိုးမပြေးခြင်းလင်မယားတွေပဲဖြစ်နေကြပြီလေအဲ့လိုကြီးတော့မလုပ်ချင်ဘူးတဲ့ဒီပြီးတော့မမမှာနှလုံးရောဂါရှိတယ်မမနှလုံးဖောက်သွားရင်ဘေဘီပဲခံစားရမှာအဲ့တော့ပပတို့သဘောတူလာအောင်ထိစောင့်ပါလားနော်ဘေဘီလဲစူးစမ်းဖို့ပါတို့သဘောတူလာအောင်ဘေဘီဘဝမှာကျန်တာဘာမှအရေးမကြီးတော့ဘူးပပရဲ့မမရဲ့ဒယ်ဒီရဲ့ရှိရင်ပြည့်စုံနေပြီအခုလိုဒယ်ဒီနဲ့လက်ထပ်တာတော့ဘေဘီအတော်လုံးနေပြီလေအဲ့ဒါကြောင့်လက်ခဲ့မဲ့နေလေးထီတော့စောင့်ကြမယ်လीနော်ထက်ခိုးပြီးရင်ပပဘလို့တွေတော့စိတ်တူနေလိမ့်မလေမာလီတခုခုဖြစ်မှာကြောက်တယ်ဟုတ်ပြီခလေးငယ်သဘောပါဒါပေမဲ့ကိုညတိုင်းခလေးငယ်နေပဲလာအိတ်မယ်အဲ့ဒါကတော့ခလေးငယ်အဲ့ဒါကိုလက်ခံမှကိုလဲခိုးမပြေးဖို့သဘောတူပေးမယ်မဟုတ်ရင်လက်ခံပါတယ်ကိုယောက်ျားအကြောင်းကိုသိတယ်မဟုတ်လားမိန်းမမရှိရင်မရဘူးဆိုတာဟုတ်သိပါတယ်အော်ဒယ်ဒီဘေဘီဒယ်ဒီကိုလေမေးစရာတခုကြံသေးတယ်ဒယ်ဒီရဲ့မေးလေခလေးဒယ်ဒီဘေဘီမေးတာကိုဘာမှသိုးဝက်မထားပဲအမှန်တိုင်းဖြေပါနော်ဘေဘီကိုမလိမ်မေးအမှန်အတိုင်းဘေဘီကိုဖြေပေးပါဟုတ်ပြီခလေးငယ်ကိုမလိမ်ဘူးဖြေမေးခလေးမနေ့ကမနက်ကဒယ်ဒီဘယ်မှာရှိနေလဲပြီးတော့ဘာလုပ်နေလဲမနေ့ကကိုခလေးနဲ့ဖုန်းပြောပြီးတော့အစည်းအဝေးတက်ဖို့ရေချိုးနေရလေပြီးတော့ဝနစီဖုန်းဆက်တယ်ပြီးတော့အစည်းအဝေးသွားတယ်လေဒယ်ဒီရေချိုးနေရပေါ့တကယ်လားပြီးတော့ဒယ်ဒီစီအမျိုးသမီးဧည့်သည်မလာဘူးလားမလာပါဘူးခလေးငယ်ရဲ့ဒါဆိုသူလိန်တာပေါ့နော်ဘသူလဲခလေးမနေ့ကမနက်ကဘေဘီဒယ်ဒီစီကိုဖုန်းဆက်သေးတယ်အဲ့ဒီတော့ကအမျိုးသမီးတယောက်ဖုန်းကင်နေဒယ်ဒီဟင်ဟုတ်တယ် तू ကဘာပြောလဲသိလားဒယ်ဒီကပြောတယ်တဲ့
သူကတိတ်ကိုစွန့်လွတ်ဖို့ကောင်းတာပဲဆိုပြီးတော့တဲ့ဘယ်လိုဘယ်ကောင်မလဲငါ့ကိုမဟုတ်တာတွေပြောတာနေဟုတ်ဒက်ဒီဘေဘီစကားမဆုံးသေးဘူးသူဘာပဲပြောပြောဘေဘီကဒက်ဒီကိုအကျွေးမဲ့ရှုံးကြည့်တယ်ဒီလိုမေးတယ်ပြောတယ်ဆိုတာလေဒက်ဒီမသိလိုက်မှဆိုလို့ဘေဘီပြောပြတာပါစိတ်ကောက်ချင်လို့မဟုတ်ပါဘူးဘေဘီဖုန်းထဲမှာရက်ကော့လုပ်ထားတယ်ဖုန်းပြန်ရရင်ဒက်ဒီကိုနားထောင်ခိုင်းမယ်ဘသူလဲဆိုတော့ဒက်ဒီဖော်ထုတ်ပြီးရင်အကိစ္စရှင်းပြီးဘေဘီသူ့ကိုမကျင်တဲ့ဘူးဒက်ဒီဘေဘီအရှိမသူပြောခဲ့သမျှကိုရက်ကော့ပြန်ပြပြီးရှင်းပြီးโอเคဘေဘီခလေးသဘောတိုင်းဖြစ်စေရမယ်ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ခလေးငယ်လေးကကိုယ့်ကိုယုံကြည်တဲ့အတွက်ကိုအများကြီးပြောတယ်ယုံကြည်တာပေါ့ဘေဘီတို့အချက်ကနက်နေတာကိုတောင်ယုံကိစ္စလောက်နဲ့ဘေဘီတို့ဆက်ဆံရေးကိုပြတ်တောက်မှာမဟုတ်ဘူးပြီးတော့အဲ့တစ်ဖက်ကလေဒက်ဒီဖုန်းနဲ့ပြန်ပြောတဲ့ဒိုးဆိုတဲ့အဖွားကြီးကိုလည်းမကျင်တဲ့ဘူး။ तू ကဘာတဲ့ဘေဘီယောက်ျားကိုရောင်းနဲ့တယောင်တည်းရောင်းနေတာအမြင်ကိုကတ်တယ်လက်ကလေးကိုပိုက်လိုက်ပြီးစိတ်ဆိုးတဲ့ပုံစံလေးဆိုတော့ရောင်းမှချစ်မဝဖြစ်ရပြန်ပါလေ။ကဲပါကိုရှင်းပေးမယ်နော်အဲ့ကိစ္စဟုတ်ပြီလား။ဟုတ်ဒါဆိုရင်ဒယ်ဒီပြန်တော့လေညတော်နဲ့နေပြီဘေဘီလည်းသွားအိတ်မပြန်ချင်သေးဘူးခလေးငယ်အခုမှတွေးတဲ့ယောက်ျားကိုအတင်းနှင်လို့နေပါလားဘာလို့လဲကိုကကြိုက်စားမှစိုးလို့လားဘေဘီလေးမဟုတ်ပါဘူးမိုးတအားချုပ်နေပြီလေတီးတယ်လေအဲ့ဒါကြောင့်မို့ပြန်ခိုင်းတာလေမပြန်ဘူးမနဲ့ဘေဘီစာမွေးပွဲရှိရလေစောစောထားရမှာအဲ့ဒါနဲ့ဘာဆိုင်လို့လဲဆိုင်တယ်လေစောစောထားဖို့အခုအိမ်မရတော့မှာဟုတ်လားဘေဘီလေးဟိုးတနေ့ကကိုကိုဘာပြောထားလဲရှင်ဘာပြောထားလို့လဲကိုကပြန်လာရင်လက်ဆောင်အနေနဲ့ဘာစားကြလဲဘာဝယ်ခဲရမလဲလို့ကိုကပြန်လာရင်လက်ဆောင်အနေနဲ့ဘာစားကြလဲကိုဘာဝယ်ခဲရမလဲလို့ကိုမင်းမိသေးလားလို့နော်မမတ်မိတော့သွားတော့မယ်နော်ဟိုဘေဘီလေးအရန်အိတ်ချင်လို့ဒယ်ဒီအဲ့ဒါသွားအိတ်သူမရဲ့ခန္ဓာကိုယ်လေးကိုပွေးချလိုက်ပြီးတော့အနီးနားမှာရှိတဲ့ကျုံးခုံအပေါ်ကိုရောင်းသွားပြီးထားလိုက်တဲ့စူးရှာတဲ့ရောင်းရဲ့အကြည့်များကရွယ်ဝငယ်လေးရဲ့ခရမ်းရောင်မျက်ဝန်းစီမှာအကြည့်မကွာပါမြင်းမြင့်စွာအဖက်ခံထားရတဲ့လက်တစုံရင်မူးစေသောကိုသိန်းရှင်နဲ့စူးရှာလုံးနဲ့ရောင်းအကြည့်ခန္ဓာကိုယ်တစ်ခုလုံးဟာရောင်းရဲ့ရင်ခွင်ထဲမှာပြစ်စလက်ခန့်တင်းကျပ်နေအောင်အဖက်ခံထားရတာမို့တုံရည်တာရောအသက်ရှူမဝတာရောတပြိုင်နက်တည်းဖြစ်ပေါ်နေပါလေအင်းမအဲ့ဒါဆိုရင်ကိုအိမ်ထဲထိချီသွားပြီမေဟုတ်ရတယ်ပပတို့သိသွားဘာလေကိုယောက်ျားကိုအိမ်ဝလေးထီတောင်မခေါ်ကြတာလားဘေဘီမဟုတ်ပါဘူးဒါဆိုအငိမ့်နေဟုတ်ရောင်သူမကိုလေးကိုအခုပွေထားတဲ့အတိုင်းထားလိုက်ပြီးသူမအိမ်နောက်ဖေးရှိရာတကားဝကိုရှောက်လာခဲ့ပါရီတကားဝရောက်တော့သူမကိုအသားလေးချပေးလိုက်ပြီးဦးကောင်းလေးကိုဖွားဖွားပုတ်ပြီးတော့တန်းအိတ်တော့နော်ခလေးငယ်ဟုတ်ကဲ့ကိုလည်းပြန်တော့မေမနေ့ကခလေးเจ้าမှာစောင့်နေမေပပလိုက်ဖို့မေထင်တယ်ဒယ်ဒီအဲ့ဒါဘာဖြစ်လဲဒယ်ဒီကိုအေးမကိုဘွယ်နှင်းတပင်ခမ်းမနာစောင့်နေမေဘယ်လိုလဲโอเคလားဟုတ်ဘေဘီအဲ့ဒီကိုလာခဲ့မယ်လေဒါဆိုရင်အိတ်တော့နော်ဟုတ်ကဲ့ good night baby ဟုတ် good night ပါဒယ်ဒီခြေပြားလေးထောက်ကရောင်းရဲ့နှစ်ဖူးလေးကိုဖွားဖွားနှမ်းပြီးတကားကိုပိတ်ကအိမ်ထဲကိုဝင်သွားလိုက်ပါရီပိတ်သွားတဲ့တကားကိုရောင်းကြည့်ပြီးတော့ဦးမင်းတင်ငယ်မျက်နှာကြည့်ပြီးမြင်ရောက်လာပါရီကျုပ်တို့လင်းမယားကိုဒီလိုခွဲထားတဲ့အတွက်ခမည်းလေးတနေ့ဝစ်ကိုလဲအောင်ပါအဖိုးကြီးကြီးလို့မရအောင်ဟောသမီးလေးတို့ပါလာကြတာလားဟုတ်ကဲ့အန်တီဘေဘီခေါ်လာတာစာတူတူကြက်ကြမို့လေဆွေတို့ညနေဆောင်မှပဲပြန်မယ်နော်အန်တီအေးကွယ်ညနေထမင်းစားပြီးမှပြန်ကြပေါ့ဖြေနိုင်ကြရဲ့လားသမီးတို့ဖြေနိုင်ပါတယ်အန်တီပေပါ4လောက်ကတော့မျက်စိမိတ်ပြီးဖြေတော့အောင်နေဟုတ်တယ်မပေပါ4ကလွဲပါတယ်မနေ့ဖြန်ဖြေမဲ့စာသားနည်းနည်းကြောက်တာကြောက်တယ်ဆိုလေရအောင်ကြက်လေဘေဘီလေးရဲ့တငယ်ချင်းတွေနဲ့အတူတူတက်ပြီးကြောက်ကြံခင်းရှက်စရာကြီးနော်မားကလေကြောက်တယ်သာပြောတာပါစာရေးကရပေးသားပဲကိုဟိုးရင်ထေကဒယ်ဒီကြက်ကူထားတာအကုန်ရပြီဟေးရုတ်တရက်ထဲပြောမိတဲ့ရောင်းရဲ့နေမဲ့ကြောင့်ပြောပြီးခါမှမှားပြီဆိုတဲ့ပုံစံလေးနဲ့ပါဇက်လေးကိုပိတ်ကရွက်ဝငယ်လန့်သွားရပါတယ်တော်သေးတာပေါ့ဦးမင်းတင်ငယ်အိမ်မမရှိလို့နို့မို့ဆိုရင်ခွေးကောင်နေမဲ့ထဲပြောတယ်ဆိုပြီးဘေဘီကိုရိုက်မှာမဟုတ်လား
ဒေါခင်ခင်သွဲကစဉ်းစားပြီးမေပြောပေမိဦးမေတင်ငယ်ကရှောင်းနေကိစ္စကိုအခုထိညင်းတော့မှမိမရှိကြရင်တော့တမျိုးတကယ်ရောက်ရှိကြတော့တမျိုးနဲ့ဦးမေတင်ငယ်လေအခုအချိန်ထိရှောင်းနေရွက်ဝါငယ်ကိုသဘောမတူနိုင်သေးပါလွန်ခဲ့တဲ့2 ရက်လောက်ကရှောင်းသူ့ရဲ့မိဘတွေနဲ့လာပြီးဒီကိစ္စကိုတောင်းပန်ပြီးပေမဲ့ဒေါခင်ခင်သွဲကတော့သမီးလေးစောင့်မွေးပွဲပြီးမှဆက်ပြောချင်တယ်ပြောပေမဲ့ဦးမေတင်ငယ်ကတော့ရှောင်းကိုငါကြိုက်တော့လွတ်တုံးပဲဖြစ်ပါရဲ့အေးမရပြီဆိုရင်လေအလိုလေးပါလေရေးချင်းကြည့်ကြတွားအဲကန်းထဲမှာစားသွားလို့မမီသမီးတို့အတွက်တမ်းမြရင်အေးအေးလေးဖြောခဲ့မယ်ဟိုလေအန်တီစထရီတို့ကတရသီးတုပ်စားကြတာအန်တီတုပ်ကျွေးတဲ့တရသီးတုပ်လေးတောင်မစားရတာကြားပြီလေနော်ຫນွေဟုတ်တယ်အန်တီຫນွေတို့တရသီးတုပ်ကျွေးပါလားဟုတ်ပါပြီခဏနေလှမြင့်ကိုတရသီးတွားခုခိုင်းပြီးတုပ်ကျွေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ရွက်ဝငယ်ရင်စွင့်တန်သားရင်ຫນွေတစင်ရင်တောင်းရောက်တာဧခန်းတဲ့ကိုမသွားပြီးတရက်ပင်အောက်ကကျုံးခုံရှိရာကိုထွက်လာကြပါတယ်အဲ့ဒီနောက်3 ယောက်သာအဲ့ဒီကျုံးခုံကိုခုံလေးတွေနဲ့ဝိုင်းထိုင်လိုက်ကြပြီးစားချက်ဖို့ပြန်လိုက်ပါတယ်။နွေရသူမလွယ်အိတ်ထဲမှာစားအုပ်လေးတအုပ်ကိုထုတ်ပြီးရွက်ဝါငယ်ကိုပေးပါတယ်။ဘာကြီးလဲ။ငါတို့တငယ်ချင်းတွေကကြောင်ဖွေးမှတွေးကြရတာလေ။ကြောင်ချိန်မဟုတ်ရင်တိတ်မတွေးဖြစ်ကြဘူး။ပုံမှန်ဆိုရင်နွေရလေအိမ်လို့တွေနေမှာတော့ဘေဘီတို့အိမ်မလာနိုင်ဘူး။ဘေဘီကလေအိမ်ပြင်တိတ်မထွက်ဘူး။ဆွေကတော့လာလို့ရတယ်ထားပါတော့။အဲ့ဒါကြောင့်နွဲအတွက်အမတ်တရနှုတ်လေးရေးပေးရအောင်ပေးတာ။ဆွေရရေးပေးပြီးပြီ။ဘေဘီပဲကြံတော့တာ။အော်ဘေဘီရေးပေးထားမယ်နော်။ကဲမမတို့ရေစားကြကြမယ်။ခဏနေအန်တီလာလို့စာမချက်ပဲစကားပြောတာတွေ့ရင်အဆူခံထိမယ်နော်။အေးမဆွေရဲ့ခဏလေးပါဒါလေးပြောတာ哦။အဲ့ဒါကြောင့်ရေးခိုင်းတာဘေဘီရဲ့နောက်ဆိုနှွေရပို့ဆိုးပြီးဒီဘက်ကိုလာဖြစ်မှာမဟုတ်တော့ဘူး။ကိုယ့်အိမ်မှာလိုက်နေရမှာဟုတ်တယ်နော်။နှွေတောင်တပတ်ခါဆိုရင်လက်ထပ်ပြီးအန်ကယ်လည်းမြဲမြဲလက်ခံပြီးကောင်းပါပဲဟာအဲ့ဒါမှဆွေနှစ်ပွဲနှွှဲရမှာအမလီမဆွေနှွှဲရတော့အတီပေါက်ပြောနေတယ်ထင်တာရှင်လေးကသူများမင်္ဂလာဆောင်တွေလိုက်ပြီးတော့ဂုံးစင်းကျင်နေတာပေါ့လေဟုတ်လားအေးလေဟာကိုယ်တိုင်မှအချစ်ရည်ကံမကောင်းတော့လေကံကောင်းတဲ့တငယ်ချင်းကြီးတွေ2 ယောက်လုံးတောင်ရှိတာပဲအမငယ်ပါဘူးနှွဲတို့တွေးကြမယ်မဟုတ်လားလိုင်းပေါ်မှာဟဲ့ဘာလေတငယ်ချင်းအရင်ကြီးတွေရှိသေး၍ယောက်ျားမရမှာမပူနေတဲ့တငယ်ချင်းတွေကိုရောက်ခမတော်ပြည့်လို့ရတယ်။အိုးဒါဆိုရင်နှွေးရတာမမွေးဘူးသမီးပဲမွေးမှာ။နှွေးရေပြောမနေနဲ့အစည်းကွက်မအောင်လာကြိုက်သမျှကိုကြတော့ဟင်းအင်းနေပြီးတော့တကယ်တော့သူကဘေဘီတို့မွေးလာမဲ့ကလေးတွေကိုစောင့်နေတာပဲ။ဟာကြောက်ရင်တာမမွေးကြနဲ့လေ။တာမွေးရင်တော့ဆွေအတွက်ပဲ။အဲ့ဒီအခါကျရင်မွေးကလေးကဆွေရကြီးကတ်ထားမှာ။အော်အေးဒီနေ့ကစပြီးတော့ဖေးမှာဆူတောင်းရတော့မယ်အရှင်ဖေးတပည့်တော်မှလုံးဝမစုံနဲ့တငယ်ချင်းအပြိုကြီးတယောက်ရှိလို့တားမမွေးပါနဲ့ဆိုပြီးဆူတောင်းရတော့မယ်ဟဲ့အဲ့ဒါအရေးမကြီးဘူးလောလောဆယ်ငါအဆောင်ပြန်ရောက်ရင်စကင်ခဲ့ဖို့လုပ်ရအောင်မေဟုတ်တယ်နှွေနေဆွေကိုတတိပေးဦးနော်ဟိုကြရင်ဟဲ့ဘာလို့လဲဒီအတိုင်းလဲဆွေရလှပါတယ်အိုးမတူဘူးလေဒီအတိုင်းလှတာထက်ဆွေရတငယ်ချင်း3 ယောက်ထဲမှာအပြုံးလေးမဟုတ်လားပြီးတော့သူတို့သမီးအရန်ကလည်းပါသေးတယ်ဆိုတော့ဆွေလာဖို့လို့တယ်ကဲပါနှွေရဲ့တငယ်ချင်းလေးတွေကလှပြီးသားဟုတ်ပြီလားအဲနေ့ကျရင်စောစောလေးသာလှခဲ့ပြီးမိတ်ကန်အာတစ်တွေကအရန်အတွက်ပါကိုကတခါလေးငှားပေးထားပြီးသားတဲ့မဘေဘီတို့လာခဲ့ပါမယ်အခုလောလောဆယ်စလုံးရအောင်ဈေးမမေကနှွေတို့မိဘတွေစီမှာတွားတောင်းပြီးပြီဖြစ်လို့တားတော်မောင်စင်ရဲ့ကြီးကြချက်ကြောင့်စာမေးပွဲဖြေပြီးနောက်ရဲ့မင်္ဂလာဆောင်ပေးဖို့ဒေါ်စုဝေမှာတမ်းပြီးစီစဉ်ရတော့တယ်။အဲလိုမှမလုပ်ပြီးရင်တားတော်မောင်ကတင်ရပါတော့မယ်။တင်ရပါကြီးရဲ့ဆိုပြီးနဘူးနဆာတိုက်လွန်လို့ဒေါ်စုဝေတယောက်မှလည်းအငိမ့်မနေရပါ။အဲဒါကြောင့်တပတ်ခါနှွေတို့ရဲ့မင်္ဂလာပွဲလေးရှိပါတယ်။နှွေကတော့တခြားအရန်မခေါ်ပဲဆွေးနဲ့ဘေဘီနဲ့ကိုအရန်အဖြစ်အကူကြီးတောင်းထားတာဖြစ်လို့တငယ်ချင်းတွေကြီးပဲဆိုတော့အမငယ်ရတော့ဘူးပေါ့။နို့မို့ဆိုရင်နှွေမှာအသီးမိတ်ဆွေဆိုလို့နှွေရဲ့တငယ်ချင်းလေး2 ယောက်သာရှိတာမဟုတ်လားအဲ့ဒီနောက်ကျုံးစပွဲပေါ်မှာတင်ထားတဲ့စာအုပ်ကိုလှမ်းလိုက်ကြပြီးစကြက်လိုက်တော့ရတယ်ဟောတာလာပြန်ပြီလားကွယ်ကိုသိရင်ထပ်ပြီးပြောနေပါမယ်သွားပြန်အန်တီကျွန်တော်ကလေးငယ်ကိုလာတွေ့တာပါကလေးငယ်ကိုပေးတွေ့ပါနော်
ခလေးစာမွေးပွဲဖြေနိုင်ရဲ့လားသိကြလို့ပါဘေဘီလေးဖြေနိုင်ပါတယ်တားလဲမဝင်ခဲ့နဲ့သမီးကိုလည်းမပေးတွေ့နိုင်ဘူးသွားပါပြန်လိုက်ပါစာမွေးပွဲပြီးမှထပ်ပြီးစကားပြောမယ်ဟာတခါလာလဲဒီစာမေးပွဲတခါလာလဲဒီစာမေးပွဲနဲ့အဲ့ဒီစာမေးပွဲထက်ကျွန်တော်တို့နှစ်ယောက်ကိစ္စပိုရေးကြီးတယ်အန်တီဘေဘီကြောင့်သာကျွန်တော်ငြိမ်နေရတာနော်အခုလိုအန်တီတို့လုံနေတာတွေတိတ်မဟုတ်သေးဘူးဘာလို့မဟုတ်တာလဲကွာဟဲ့အောင်ကိုဖဲခင်အထက်အဝင်နေကိုရှင်းလိုက်မယ်ဟိုတခါလိုသွေးထွက်တန်ယိုတွေတော့မလုပ်ပါနဲ့ကိုရေမိမိတို့အားနာရတယ်ခင်ဘာမှမပူနဲ့ကိုရှင်းလိုက်မယ်သွားထဲအဝင်ဟဲ့အောင်ရောက်ရှိတဲ့မင်းဆိုတဲ့ကောင်ကလေဘဲဦးကပေါက်မှန်မသိတဲ့အကောင်မှန်းကိုမသိဘူးမင်းလူစကားနားမလဲတာလားမတင်ခဲ့ရဘူးလားမသိတာလားမင်းတို့သားမိကိုငါဟိုတနေ့ရပဲပြောခဲ့တယ်မဟုတ်လားငါအိမ်နဲ့လာပြီးမပတ်သက်နဲ့အေးစင်းနေလို့သမီးစာမေးပွဲပြီးရင်စဉ်းစားပြီးမယ်လို့ပြောခဲ့တယ်မှတ်လားမင်းရပါလေအခုမှငါမိမအောင်များအန်တီလို့လုံနေတာတွေမဟုတ်ဘူးလေပါလိနဲ့မင်းလုံနေတာတွေရောဘလောက်များဟုတ်နေလို့လေဟဲ့အောင်ဘာလဲကျွန်တော်ပြောတာတွေကမှန်နေလို့နာသွားတာဖေဖေဘာဖေဖေတဲ့မခေါ်စမ်းနဲ့မင်းပါစံနဲ့ဘာလဲအဲ့ဒါဆိုရင်ကျွန်တော်မိမခေါ်တယ်လို့ပပလို့ခေါ်ရမှာလားကျွန်တော်လေးခေါ်ကြမှာလေခက်တာဘေဘီလေးလို့ချွေချွေကြီးမခေါ်တတ်ဘူးဗျပပဆိုပြီးတော့လေဟာကွာမင်းရဲ့ပါဇက်ကလူစကားပြောမင်းငါ့ကိုဘလို့မှခေါ်စရာမလိုဘူးကွာမင်းနားလေလားငါသမီးငါ့ကိုဘလို့ခေါ်ငါသမီးခေါ်တိုင်းမင်းခေါ်စရာမလိုမတူဘူးကွာရှင်းလားမင်းအခုထွက်သွားတော့သွားယောက်ျားပြီးသားတယ်ဆိုရင်ကို့အပြစ်ကိုပေးဆက်လိုက်ကို့အပြစ်ကိုပေးဆက်ပြီးငါသဘောတူတဲ့အချိန်ကြီးဆောင်မင်းကိုငါဒါပဲပြောမယ်ပထမအချက်ကျွန်တော်ယောက်ျားဘလောက်ပြီးသားလဲဖေဖေသမီးအသေးဆုံးဖြစ်ပါလိမ့်မယ်ဟာမင်းဒုတိယအချက်ကို့အပြစ်ကိုပေးဆက်ရအောင်လက်ခုပ်တံမြည်တယ်ဆိုတာနှစ်ဖက်လုံးကြည့်လို့ထားပါတော့ကျွန်တော်ဘက်ကမှားတယ်လို့ခံယူထားလို့ပဲအခုလိုနေနေတာနှုံးမို့ဆိုရင်ခမ ्या ရှိမှာခုလိုတော့ရက်မနေဘူးခမ ्या သမီးကိုလေခိုးပြေးဖြစ်တာကြပြီအဲ့ဒါခမ ्या နားလေလားမင်းငါ့ကိုဘာမှအတွန်းတက်မနေနဲ့အခုသွားတော့ငါထိုးမိတော့မယ်သွားမှာပါမနေပါဘူးဖေဖေအိမ်မှာလည်းမနေပါဘူးအခုလာတာကလေချစ်သိန်းငယ်လေးစာမေးပွဲဖြေနိုင်ရဲ့လားလို့လာကြည့်တာဖေဖေကိုလာကြည့်တာမဟုတ်ဘူးရှင်းလားမနှက်ဖြည့်ကြမှာပြန်တွေးကြတာပေါ့ရှောက်ခမကြီးဘိုင်ဖေဖေလို့သာတုံသွားပြီးစကားကိုခနဲ့တလို့ရွှဲတလို့တွေကြီးသာပြောချသွားတဲ့ရှောင်းကြောင့်ဦးမင်းတင်ငယ်မှာဒေါသကိုငယ်ထိန်ဆောင်တက်လျက်ဖြစ်ပါရီဟိုတခါဖြစ်တော့ကဒေါခင်တွေ့စီမှာအစုခန့်ထိထားတာမို့အခုတော့သူမထိုးရဲပါနည်းနည်းပါဝါလေးပြကျင်တာကြောင့်ဟိန်ဟောက်လိုက်ပေမဲ့တမန်ဖြစ်လာမဲ့သူကသူ့ဆိုရင်တခိုးနောင်နားမထောင်မီဟက်ကနေပက်ကနေနဲ့ရှင်းလင်းချက်နဲ့အတူပြန်ခန့်ပြောတာကိုသူ့မှာထိုးကျင်လုံးလို့ဦးရီတောင်ရှားနေရှာပါပြီခင်ပြောထားလို့ပေါ့ကွာမဟုတ်ရင်တော့ရှောင်းရှိန်ထဲမင်းရဲ့မျက်ခွက်ကိုလေရစရာမရှိအောင်ထိုးပြတယ်မင်းရောဘာကြည့်နေရလဲပေးအိတ်ပြန်တော့ဟုတ်ကဲ့ပါလူကြီးမင်းဩနေအောင်မနေ့ဖြည့်မနေ့9နာရီအိမ်ကိုလာခဲ့ဟိုတယ်ကိုအရင်မသွားသေးနဲ့ဟုတ်ကဲ့လူကြီးမင်းအဲ့ဒီနောက်လက်ကအိတ်ကိုဆွဲပြီးအိမ်ထဲကိုပြန်ဝင်လာလိုက်တယ်ဩဟိုခွေးသားလေးပြန်ဝင်လာအောင်မင်းချန်တကားကိုတေချာကိုယ်တိုင်ပြန်ပေးလိုက်ပြီးမှအိမ်ထဲကိုဝင်လာခဲ့ပါတယ်ဦးမင်းတင်ငယ်နဲ့တမက်ပြစ်သူရောင်ရှိန်ထဲတို့ဟာမတည့်တာမတည့်ကြပေမဲ့တူတဲ့အချက်တစ်ချက်တော့ရှိပါတယ်ချစ်စနီးအရှိဆိုရင်တော့မခုတ်တတ်တဲ့ကြောင်လေးလိုဘေးလူတွေဆိုရင်တော့အာနာပါဝါပြကြတာနှစ်ယောက်စလုံးရဲ့ပင်ကိုမွေးရပါပြီးစားပါအခုလေမိန်းမဖြစ်သူကဖြောင်းပြထားတာမို့သဘောမတူကြတော့လေခေါင်းငိတ်ထားပြီးဖြစ်ပါရဲ့ဒါပေမဲ့မိန်းမဖြစ်သူအရှိမပဲဒီခေါင်းငိတ်မှုကအကျုံးဝင်နေရောင်းကိုတော့အခုချိန်ထိကြည့်လို့မရတမက်မပြောနဲ့မိတ်ဆွေအရင်ချလို့တော့ခင်တွေ့ဖို့မတွေ့ရပါတမက်ဆိုလို့ပို့လို့တော့စိုးရောပေါ့ရှေ့ဆက်ပြီးဒီကောင်နဲ့များဘလို့များနှစ်ပါးသွားရမလဲမသိခက်တယ်ခင်ရဲ့ခက်တယ်ခင်းကြောင့်တော့ဒီကောင်ကိုဒီလောက်ထိတီးခံနေရတာကိုသဘောသားဆိုရင်ဒီလိုကောင်ရှိဤတော်လှည့်မပေါက်ဘူးမဟုတ်လို့စိတ်ထဲမှာ
စနီးတဲ့ဒေါခင်ကဲတွင်မကြားနိုင်မဲ့စကားသံများကိုဆိုပြီးတော့အထဲကိုဝင်လာခဲ့လိုက်တယ်။မိမိသားလေးပြန်သွားပြီလားကို။ဘာသားလေးလေ။လေးမထဲနဲ့ပြန်သွားပြီအဲ့အကောင်။ကိုဘာတွေပြောလိုက်သေးလဲ။ဘာပြောရမှာလဲ။ကိုကနောက်မလာနဲ့လို့ပြောလိုက်တာပေါ့။ကိုတယောက်လေးနော်။ခင်ရင်တွေလေးတယ်။မလေးပါနဲ့ခင်။မလေးလိုက်ပါနဲ့။ကိုအတွက်ခင်ကဘာမှဖြစ်လို့မရအောင်။ကဲလာကိုနက်တိုင်းလာချုပ်ပင်အောင်။အိုးသူ့မှလည်းလက်ပါတော့ပါလေးလာလေချုပ်ပေးရမယ်လေခင်ကိုပင်မလာတယ်ဟိုခွေးကောင်နဲ့ရွှမ်းဖြစ်လာလို့ပင်မလာရတယ်ခင်မတနာဘူးလားကိုလာပြီတကယ်ပဲခင်ကထမင်းစားဖို့ပြင်မေးတော့မလို့ဦးမင်းတင်ငယ်သဘောအတိုင်းလေဘင်းကနက်ကတိုင်ကိုကျွမ်းကျင်စွာချုပ်ပေးလိုက်ပါတယ်ဦးမင်းတင်ငယ်ရဲ့ကြီးမားတဲ့မဟာအားနည်းချက်ကြီးတစ်ခုကတော့မိမဖြစ်သူဒေါခင်တွင်စိတ်ကောက်ရင်ဘလို့မအောင်မနေတတ်ကြမောင်ကျန်နာရီဘာပဲဖြစ်ဖြစ်မိမစိတ်ကောက်မှာကိုတော့ဖင်းတုံအောင်ကိုကြောက်တာပါပြီးရင်ရေခဲရေအေးအေးလေးတစ်ခွက်ပါတိုင်အောင်ခင်ကိုရေလဲစာရီအော်ပြောလိုက်လို့အားကောင်းနေတော့၆တယ်ခင်ရေဟုတ်ပြီခင်ရေသွားယူလိုက်အောင်မေကိုဆိုဖာပေါ်ခဏထိုင်နော်ကဲကိုအခုရေတောက်ပြီးရေသွားချိုးလိုက်တော့နော်ခင်ထမင်းပွဲပြင်ထားလိုက်မေထိုင်အောင်ကိုခင်ဟင်းတွေခတ်လိုက်အောင်မေဟုတ်ပြီခင်အော်ဒါနဲ့ဘေဘီလေးတို့ကတခါတည်းဝင်မစားဘူးလားသူတို့စားကြက်နေကြတယ်စားရင်၃ယောက်သာလာစားလိမ့်မယ်ကိုသားစားနေဟိုတယ်ကိုပြန်သွားရအောင်မှမှတ်လားမသွားတော့အားလို့လားကိုရဲ့ဂျပန်ကိုသွားတော့ကလေလက်ခဲ့တဲ့ဟောင်းအားပါတယ်ခင်မင်းခါအားကိုရတယ်အကုန်လှည့်ကြည့်စရာမလိုအောင်ကိုလှုပ်ထားပြီးသားပါအင်းမဒါနဲ့ကိုကအိမ်မနေပြီးတော့ဘာလို့မလို့လဲတနေ့လေလုံးကြီးကိုလေဘာလဲကိုအိမ်မှာကိုတော့မနေရတော့ဘူးလားခင်ရဲ့မဟုတ်ပါဘူးခင်ရဒီအတိုင်းကိုခင်နဲ့တူတူတီဗီကြည့်မလို့မနေ့ကဟို၈နာရီလာတဲ့ကားလေအော်တပွားဆိုတဲ့တရေကားလေးကောင်းနေအဲ့ဒါတီဗီမှာကျင်ညာတာအခုနေ့လေပြန်လာမှာတဲ့ကိုခင်နဲ့တူတူပြန်ကြည့်ကြလို့အော်ကိုကအဲ့ဒါနဲ့ပဲအခုညနေကိုရုံးမတက်ဘူးပေါ့လေဟုတ်လားကိုအဲ့လိုလေမဟုတ်ပါဘူးခင်ရကိုမိမနဲ့အတူတူလေးနေကြလို့ပါကွာအသက်တွေကလည်းကြီးပြီလေကွာဘဲအချိန်သိမ်းမှန်းမသိတဲ့ဘဝကြီးမှာအသက်ရှင်တော့လေကိုရဲ့ခင်လေးနဲ့ပျော်ပျော်ကြီးအတူတူနေကျင်သေးတာတည်သွားမှအဲ့ဒီပျော်ရွှင်မှုတွေလိုချင်လို့မရဘူးလေခင်ရဲ့ဟုတ်ပါပြီကဲလာထမင်းစားကြမယ်ဒီလိုပါပဲအိမ်တော်တစ်ခုရဲ့အိမ်ရှင်မရာထူကိုပိုင်ဆိုင်ထားတဲ့ဒေါခင်တွေဟာသမီးလေးရဲ့အကြိုက်နဲ့သူ့အဖေဦးမင်းတင်ငယ်တို့ရဲ့အကြိုက်ကိုအကုန်သိတာပေါ့ကိုသိတာပေါ့ကိုအကုန်သိတယ်ကိုຫນွေလေးရဲ့အကြိုက်ကိုအကုန်သိတယ်အဲ့ဒါကြောင့်အဖြူရောင်လေးပဲကိုရွေးလိုက်တာဝစ်စုပ်လေးလည်းအဖြူရောင်ဖိတ်စာလေးလည်းအဖြူရောင်ကိုတို့ရဲ့အဖြူရောင်အချစ်တွေကိုပြသလိုဖြစ်တာပေါ့နှွေရဲ့နှွေကိုကချစ်ဖို့ကောင်းလိုက်တာနော်ဒါဆိုမနေ့ပြန်တငယ်ချင်းတွေနဲ့မပြန်တော့နဲ့ကိုနဲ့တူတူပြန်မယ်လေကိုကပေပါ5ဖြေတာနည်းနည်းတော့ကြာမယ်နှွေတပားမှအရှိရနေပဲစောင့်နေလိုက်အတူတူပြန်ကြမယ်နော်ကိုအိမ်ကိုဟုတ်ဒါဆိုနှွေရဲ့ပစ္စည်းတွေကအဆောင်မှာအခုညနေကလေးကတိတ်ထားလိုက်တော့လေနှွေကိုတို့ဖိတ်စာတွေလိုက်ဖိတ်ပြီးလာတဲ့ကြမယ်လေအော်ဟုတ်ကိုပြောသလိုလုပ်လိုက်မယ်ဒါဆိုရင်ကိုသွားတော့မယ်နော်မိုးချုံနေပြီအထဲဝင်တော့သွားဟုတ်ကဲ့ကိုဒါဆိုနှွေဝင်ပြီနော်ကိုလေးကားကိုတေးချမောင်းပြန်ဟုတ်ကဲ့ပါဗျအဖြူရောင်ဖိတ်စာလေးကိုကြည့်ပြီးတော့နှွေမှပြုံးမိတယ်အော်မဲကြခင်အချိန်အတွင်းမှာကိုချစ်ရသူကိုပိုင်ဆိုင်ရတော့မှာပါလားဆိုတဲ့အတွေ့ဟာရှင်သေးကိုအေးမြတဲ့ရှေးကြီးတို့နဲ့ပန်းပြန်းလိုက်တယ်လို့ထင်ရအောင်အေးချမ်းလာပါတယ်မထင်မဲ့ပင်တွေးဆုံခဲ့ရတဲ့အချိန်မထင်မဲ့ပင်တိုက်ဆိုင်စွာရှင်ခုန်မိတဲ့ရှင်အစုံတကယ်ဆိုလေကို့ကိုစချစ်ခဲ့တာနှွေးပါရှင်နဲ့မသိစိတ်တွေကအရင်ထဲကနေရယူနေမိတာကိုတယောက်သေးပါအရင်ထဲကနေရယူနေမိတာကိုတယောက်သေးရဲ့ပါအခုတော့နှွေးရဲ့အချစ်တွေကစစ်မှန်လို့ထင်ပါရဲ့ချစ်တော်ရဲ့အချစ်တွေကိုလည်းပိုင်ဆိုင်ရရှိထားပြီးသလိုချစ်ရသူကိုလည်းတဘဝလုံးပိုင်ဆိုင်ရရှိတော့မေနှွေးပြောတယ်နှွေးပြောလိုက်တာကိုရဲ့ထွက်သွားလိပြီဖြစ်တဲ့ဈေးရဲ့ကားလေးကိုကြည့်ပြီးအပြုံးမန်းနေဝေးစားစွာနဲ့အဆောင်ထဲကိုဝင်လာလိုက်တော့တယ်ဟဲလဲလိုက်တာဆွေရဲ့ဘာလဲသူများစကင်းငဲနေတော့
ဟဲ့ရုတ်တရက်ကြီးဆိုတော့လန့်သွားတာပေါ့ဆွေရဲ့မျက်နှာကိုလေကြည့်လေလန့်စရာကြီးကိုမျက်လုံးနဲ့ပါးစပ်ပဲဖော်ထားပြီးမျက်နှာတစ်ခုလုံးဖြူနေတော့လန့်တာပေါ့ဒါလန့်စရာမလိုပါဘူးຫນွေရဲ့မတ်စကတ်ထားတာဆွေမျက်နှာဖြူဖြူကြီးကိုညဘက်လေးဖြင့်ရုတ်တရက်ဆိုတော့ဝင်လာတဲ့ຫນွေရုတ်တရက်ဆိုတော့ဝင်လာတဲ့ຫນွေကလန့်သွားရတယ်ဒါနဲ့လက်ထက်ဟာအော်ဖိတ်စာကိုလာပေးတာဖိတ်စာအမြဲလုံးလိုက်ရတော့အခုမှရတာလေအဲ့ဒါဖိတ်စာပုံစံလာပြရင်မနေ့ဖြန်စာမေးပွဲဖြေပေးရနေသူ့အသည့်တွေနဲ့နှွဲရဲ့အသည့်တွေကိုဖိတ်စာတွားဖိတ်ဖို့လာပြောတာအော်ဆွေတော့ပစ္စည်းတွေအိမ်ပို့ပြီးပြီပေါ့ဟုတ်တယ်နှွဲလေပစ္စည်းတွေသိမ်းရအောင်မေမနေ့ဖြန်ဆိုရင်ကြောင်းကြီးရပိတ်ပြီးမို့နှွဲတို့ရဲ့အဆောင်လေးကိုအဝေးတင်ကျောင်းသူလေးတွေလာတော့မှာဖြစ်ပါတယ်။အဲဒါကြောင့်မို့စာမေးပွဲပြီးရနဲ့နှွေတို့ကအိမ်ကိုပြန်ကြတော့မှာဖြစ်လို့ကိုယ့်ရဲ့အဝတ်အစားကိုယ့်ရဲ့အသုံးအဆောင်တွေကိုအခန်းတိုင်းကသိမ်းနေကြပြီဖြစ်ပါတယ်။နှွေရဲ့ပစ္စည်းလေးတွေကများများဆဆမရှိပါဘူး။သိမ်းစီရများများဆဆသိမ်းမရှိပေမဲ့မနေ့ဖြန်ကြရင်ဈေးနဲ့အတူလိုက်သွားမှာမို့ပစ္စည်းတွေကိစ္စပြီးရင်တော့သိန်းစီရများများဆဆသိမ့်မရှိပေမဲ့မနေ့ဖြန်ကြရင်ဈေးနဲ့အတူလိုက်သွားမှာမို့ပစ္စည်းတွေကကိစ္စတွေပြီးရင်ဝင်းယူယုံဖြစ်အောင်တော့တင်ထားရပါမယ်။ကဲမမစုရင်မနေ့လဲကြောင်းတော့ရမှာအိတ်တော့နွယ်လဲအိတ်တော့မယ်။အေးပါမတ်တက်တာတနားကြီးမပြည့်သေးလို့စောင့်နေတာပြီးရင်အိတ်မှာအိတ်နဲ့နွယ်ရအိတ်နဲ့နွယ်ရတပတ်ခါဆိုရင်တို့သမီးလေးဖြစ်တော့မှာဆိုတော့အိမ်ရေးဝါဖို့လိုတယ်။ဘာဆိုင်လို့တော့ဆွေနော်ပေါက်ကြရတွေရှောက်ပြောမနေနဲ့အိုမိုတမိုးအိုမိုတလွဲမတွေးပါနဲ့မမတွေရဲ့ဆွေဆိုလိုတာအေးရေးဝါမှဝက်ချန်တွေဘာတွေမထွက်ပါလေအေးရေးဝါတော့မျက်နှာလေးဖောင်းနေမယ်ပြီးတော့စိတ်လဲကြည့်မယ်အဲ့ဒါမှမိတ်ကက်လေးနဲ့အခါလေးအစင်ပြေပြေရှိမှာပေါ့ဆွေရစေတနာနဲ့ပြောတာပါမိတ်ကက်လွတ်လေးလှအောင်လို့ပြီးရောအမေမမတွေတို့ရှက်နေလိုက်ပုံများအချိန်အဖြစ်ည10နာရီခွင်ဤဆက်လာတဲ့ဖဲအချိန်အဖြစ်ည10နာရီခွင်ဤဆက်လာတဲ့ဖဲမွေရအပေါ်မှာကြီးမာလာတဲ့ပေါင်မုံတံရောင်းရဲ့ရှင်ခွင်ထဲမှာနေပြီးတော့ရောင်းရဲ့ခန္ဓာကိုယ်တစ်ခုချင်းတနေရချင်းကိုသေးသွယ်တဲ့လက်သန်းအရှိကလေးတွေနဲ့လိုက်နေတိုးထီလို့နေပါတယ်ရှားချင်းကြီးဖြစ်ပေမဲ့ချစ်သေးငယ်လေးရောက်စော်ကစားချင်နေတာမို့ဘာတခုမှမပြောဘဲရှောင်းငိမ့်နေပါလေလက်ချောင်းလေးတွေနဲ့ရောင်းရင်အစုံကိုပုတ်တက်ပြီးခရမ်းရောင်မျက်နှာလေးကသူ့ကိုအပေါ်စီးမှမိုးကြည့်နေတဲ့ရောင်းရဲ့မျက်နှာမှာမျက်စံနဲ့ကိုပင့်ကြည့်ပြီးလေးတန်းဖွားဖွားလေးနဲ့ခေါ်လိုက်တယ်ဒယ်ဒီဗျာဘေဘီကိုလေဘလောက်ထိချစ်လဲရင် infinity ပဲဘေဘီဒါဆိုဒယ်ဒီကဒီတညလုံး non-stop baby ကိုပလေးနိုင်တာရင်။အိုး baby ကို့ကိုလာပြီးတော့စိတ်မခေါ်နဲ့နော်။ကိုက special run နိုင်နေကလေးငယ်နေစောင်းဝေးပွဲရှိနေလို့လိုချင်နေဆိုရင်ရော baby ခလေးငယ်ကိုရင်တွေခုံအောင်လုံးနေတာလားကွာ။ဟုတ်လား။ daddy ရင်တွေခုံနေရလား။ဒါဆိုရင် baby နားထောင်ကြည့်မေ။ဟာ daddy ကတကယ်ကြီးကိုရင်တွေခုံနေပါလားနော်ကဲချစ်သိန်းငယ်လေးအိတ်တော့မနေ့ကျရင်ဆောင်းဝဲဝဲဖြစ်အောင်ပါဆိုတော့အခုညနေနေပြီဟုတ်အဲ့ဒီအခါမှမျက်လုံးလေးမှေးစင်ကအိတ်ပြောင်အောင်အိတ်လိုက်တယ်ရောင်ကဦးကောင်းလေးကိုထန်နှန်းလိုက်ပြီးတော့ရင်ခွင်ထရကလေးငယ်ကိုခေါင်းလေးပေါ်အသာချပြီးရှောင်ထားလိုက်တယ်ရောင်သူ့ရဲ့အဝတ်များကိုပြန်ဝဲလိုက်ပြီးတော့အခန်းငယ်လေးကတက်စိတ်ထွက်လာတော့ရောင်သူ့ရဲ့အဝတ်များကိုပြန်ဝဲလိုက်ပြီးအခန်းငယ်လေးထဲကတက်စိတ်ထွက်လာလိုက်တယ်ရပြီဒီလောက်ဆိုရင်စာကြီးစပွဲပေါ်ကစာအုပ်တချို့နဲ့စာရေးကရိယာတချို့ကိုကျောင်းလွယ်အိတ်ထဲကောက်ထည့်လိုက်ပြီးတော့ရွေးဟိုပေးမယ်စာအုပ်လေးကိုပါတပးလေးထည့်လိုက်တယ်။မိရင်တပေကလက်ပတ်နာရီလေးကိုကောက်ယူပြီးတော့တွယ်လျားတဲ့လက်ကောက်မှာဝှစ်စင်လိုက်ပြီးအဝတ်အစားတွေလည်းလဲထားပြီးဖြစ်လို့အောက်ထက်ကိုကျောင်းသွားဖို့ဆင်းလာလိုက်ပါတယ်။မောင်မင်းကထဲစားနော်
မဝရင်အန်တီနောက်တစ်ဝဲထပ်ပြီးပြင်မိမယ်စားရပါတယ်အန်တီကျေးဇူးတင်ပါတယ်ဗျစားလို့လည်းကောင်းပါတယ်အေးကွယ်စီရေဘေဘီလေးစင်းမလာသေးဘူးတွားခေါ်ကြည့်စမ်းကွယ်ဒီမှာကြောင်းလိုက်ဖို့မဲ့သူကစောင့်နေရတာအားနာစရာကြီးဟုတ်ကဲ့မမေကြီးစားလက်စခင်းကိုအောက်ကိုညှင်းသားစွာချပြီးတော့ရပါတယ်အန်တီကျွန်တော်စောင့်နိုင်ပါတယ်မမလေးအေးဆေးလုပ်ပါစေမမအဲ့ဒီအချိန်မိဖို့ကြောင့်အဝါမောင်အဖြူရောင်မင်းသမီးလေးရောက်လာတဲ့ထမင်းစားခန်းထဲကိုတလန့်ချိန်ညှင်းသားစွာလမ်းလျှောက်လာလိုက်ပြီးတော့ဒေါခင်ခင်သွဲပါပြည့်တစ်ဖက်ကိုအသားရလေးငုံနှမ်းလိုက်ကမိခင်နဘေနာကခုံတခုံမှာဝင်းထိုင်လိုက်ပါတယ်ဘေဘီပြီးပါပြီမရဲ့စားလေးတစ်ခေါက်အလွတ်ပြည့်ရေးကြည့်နေလို့ကြာသွားတာပါဟုတ်ပါပြီကဲဘေဘီရဲ့ဟုတ်ပါပြီမရဲ့ဘေဘီလေးရဲ့ကဲဒီမှာမောင်မင်းခစောင့်နေရတာကြာပြီဘေဘီလေး breakfast စားတော့နော်ပြီးရင်ကြောင်းသွားတော့ပပလိုက်မပို့ဘူးလားမပါဒီနေ့ဟိုတယ်ကိုအရေးကြီးနိုင်ငံခြားဧည့်သည်တွေလာဖို့ရှိလို့ဘေဘီလေးရဲ့အဲ့ဒါကြောင့်စောစောကပဲထွက်သွားတာမောင်မင်းခကျောင်းကိုလိုက်ဖို့ပေးဖို့မှားခဲ့တယ်မောင်မင်းခကိုကျောင်းလိုက်ဖို့ပေးဖို့မှားခဲ့တယ်အော်ဟုတ်ကဲ့ခဏနော်ဘေဘီ breakfast စားလိုက်အောင်မေကိုမင်းခရပါတယ်ကျွန်တော်ကားထဲရပဲစောင့်နေပါမယ်မမလေးအေးဆေးသုံးဆောင်ပါမမဘေဘီဝါပြီအေးကွယ်ဒါဆိုသွားတော့နော်တေချာဖြေခဲ့ဟုတ်ကဲ့မအော်ကိုနှမျောကျင်လေနှမျောကျင်စရာပဲဟုတ်ခင်းရဲ့သမီးလေးကအခုလေးဆိုရင်သိမ့်လာတာပါပဲလားဖြူဥအသားရည်လေးကိုအဖြူရောင်လက်ရှည်ချိန်လေးနဲ့တွဲဖက်ဝစ်စင်ထားတဲ့အဖြူရောင်မင်းသမီးလေးကိုကြည့်ပြီးတိတ်ကိုနှမျောမိတယ်သမီးလေးသာဒီအမားမျိုးမလုပ်မိရင်အခုချိန်မှာလွတ်လပ်စွာအညွတ်တလူလူတိုးထွက်နေမိပန်းမင်ပေါင်းလေးလိုပါပဲသိမ့်လာနေမှာအခုတော့အရွယ်မရောက်သေးဘူးအိမ်တော်ကချပေးရတော့မယ်ကွယ်ခင်းရဲ့ရှင်တွေကခင်းရဲ့ဒီပန်းမွေလေးကိုနှမျောတာလေအပြစ်မပြောရတော့ပါဘူးခွေးမကောင်မအများလူပါဝါလို့ငါအခန်းထဲကိုဝင်ချင်တိုင်းဝင်ပြီးမင်းမှုနေတာမင်းကဘာမို့လို့လဲတော်သေးတာပေါ့ငါတဲနေတဲ့ဟိုတယ်မှာ VIP အခန်းကလှို့ဝှက်စနစ်နဲ့ CCTV ရှိလို့မဟုတ်ရင်အဲ့ကောင်မရဲ့လုပ်ရက်ကိုသိမှာမဟုတ်ဘူးဝနပြောပါ boss အဲ့ကောင်မတအားလွန်သွားပြီအရင်တစ်ခါကမထင်မဲ့ပဲဖြစ်သွားတော့ငါခွင့်လို့ပေးလိုက်တာအခုကမရတော့ဒီအတိုင်းလှုပ်ပေးလိုက်လို့မရတော့ဘူးမင်းဘာလို့ရမယ်ဆိုတာငါပြောမယ်ဟုတ်ကဲ့ပြောပါ boss အခုမင်းကသူ့ပိုင်တဲ့ရှက်ရတွေကိုတခုမကြံစုံစမ်းပြီးရင်ငါ့ကို report တင်ပြီးရင်ပိုင်ဆိုင်မှုအကုန်လုံးကိုလည်းသိချင်တယ်ပြီးတော့အခုလှုပ်ထားတဲ့ project စီမံကိန်းကိုလှုပ်ဝက်ပြီးပြည့်စည်အောင်လုပ်ပြီးရင်အကောင်မောင်ပညာပေးရမယ်ဟုတ်ကဲ့ boss ကျွန်တော်နားလည်ပါပြီအော်နေအောင်ဟုတ်ကဲ့ကျွန်တော်ဆောင်ရွက်လိုက်ပါမယ်ကောင်းပြီလာမင်းတော့မင်းဖြက်စည်းကြံတိုင်းဖြက်စည်းရအောင်ငါတို့အချက်ကအဲ့လောက်အပေါ်စားမဆန်မို့ကွာမင်းလုံးရဲ့အတွက်မင်းပြန်ပြီးခန်းစားစေရမယ် Rose အတုံးအလဲဆိုတာရှိတယ်ကွာနောက်တာတောင်ယုံတန်ယုံမဲကောင်းနေမင်းအခုလုံလိုက်တဲ့ကိစ္စကြောင့်ကလေးငယ်သားနားလည်မပင်ငါရင်တွေကွဲရအောင်မေကလေးငယ်မျက်နှာလေးတစ်ချက်ညှိုးကြည့်အဲ့နေ့ကသူ့မျက်နှာညှိုးအောင်လုပ်တဲ့လူသိရနေပြီဘာမှသွားလို့လေ boss ဘာမှမဟုတ်ဘူးပြဘမလေးဒီနားမှာပါ boss management အပိုင်းမှာလေလက်မှတ်ထိုးဖို့ရှိပါသေးရဲ့ boss ပြီးတော့ဟိုဝန်ထမ်းအသစ်ခေါ်ထားတာလည်းရှိပါတယ် boss interview ဆက်ဖို့ interview ကိစ္စခဏထားလိုက်အခုငါးဖိုင်တစ်ခုလိုချင်နေမနေ့ကလုပ်ထားတဲ့အစည်းအဝေးမှာတင်ပြသွားတဲ့ product အတွက်ခေါင်းစည်းကြေညာအတွက် model တယောက်ရွေးထားလိုက်ပြီးတော့ရိုက်ဖို့ကိုလေ shooting အဖွဲ့တွေနဲ့တေချာချိတ်လိုက်အောင်ထောက်ကုန်အတွက်အပြည့်အစင်ပိုင်းကကုမ္ပဏီကအကုန်ပြင်ဆင်ပေးမှာမို့ရိုက်ကူးရဲ့အတွက်ပဲမင်းတို့ဌာနတာဝန်ယူလိုက်ငါဝင်မပါပြရစေနဲ့ဟုတ်ကဲ့ပါ boss လောလောဆယ်ငါ့ကို PowerPoint ထဲက Global Market အတွက်ပြင်ဆင်ထားတဲ့ file ကိုပြလိုအပ်တာငါကြည့်ပေးလိုက်မယ်ဟုတ်ကဲ့ boss ဒီမှာပါရှာလိုအပ်တဲ့အကြောင်းအရာပြင်ဆင်မှုပုံစံ market အတွင်းအခန်းအဖွဲ့အစည်းရောင်းချမိကုန်ပစ္စည်း Global ထဲမှာဆိုင်ခွဲများစွာဖွင့်မှာဖြစ်လို့ရှောင်းဦးစီးပြီးတော့တေချာဆောင်ရွက်ရတယ်ဒါဆိုရင်ရပြီ management ကလူတွေကိုအစည်းအဝေးခေါ်ပြီးတော့လိုအပ်တာပြောအဲ့ဒီ project ကိုလေဒီလအတွင်းအပြီးစီးဖြစ်အောင်လုပ်
နောက်တစ်ခုကဝန်ထမ်းအစည်းအဝေးမှာစီကံချက်တချို့ထုတ်ပြန်နေုံစိုက်ပေါင်းစုံမှာထုတ်ပြန်လိုက်ပြီးရင်ငွေစည်းရင်းဌာနကမစ္စတာမာရီကိုမနေ့ဖြန်ကြရင်ဆောင်ရွက်စာရမ်းတွေကိုအစင်သင့်ပြထားငါလာစစ်မယ်လို့ပြောလိုက်ဟုတ်ကဲ့ boss အဲ့ဌာနတရုံးလုံးတော့ဟုတ်ကဲ့ပါ boss ဟို boss ဘာလဲပြောမပြီးနိုင်တာမင်းတို့အလုပ်တွေဟိုကိုလေဝနမပြောရသေးဘူးထင်လို့ပါ boss ခဏနေ boss ကို Flow of Success Entertainment Company Limited က boss ရဲ့အောင်မြင်နေတဲ့လုပ်ငန်းခွင်နဲ့ပတ်သက်ပြီး boss ကို question interview လေးတချို့မေးချင်လို့တယ် boss ကျွန်တော် boss ကိုတင်ပြပြီးမှအကြောင်းပြန်မှမေးလို့ပြောလိုက်ပါတယ်အဲ့ဒါ boss ဘလို့များဆုံးဖြတ်မလဲမသိဘူးဒီနေ့တော့ငါမအားသေးဘူးအားတဲ့တနေ့ရက်ကြိုပြောမယ်လို့ပြောလိုက်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ခွင့်ပြုပါအောင်အဲ့ဒီနောက်ဌာနပေါင်းစုံကကိုစီတာဝန်ယူထားကြတဲ့တာဝန်ခံအဖွဲ့မှုတွေလာရောက်တင်ပြတဲ့အချက်လက်ပေါင်းများစွာကိုလက်မှတ်ထိုးစရာဖိုင်များကိုရောင်းလက်မှတ်ထိုးပေးလိုက်တယ်ခဏကြာမှလက်ကနိုင်ယူကြည့်လိုက်တော့၈နာရီထိုးနေပြီဖြစ်ပါတယ်ချေးရသူမျက်နှာလေးကိုကြည့်ကျင်လွန်းလို့လက်ဖက်တောင်မကပုံအောင်နေတဲ့အလုပ်တွေကိုအနှဲငယ်ဖြိုခွင်းမှုရောင်းကုမ္ပဏီကိုအစောကြီးရောက်နေတာဖြစ်တယ်ရောင်းရဲ့ချစ်သေးငယ်က၈နာရီလောက်မှကျောင်းကိုရောက်တာမို့ရောင်း၈နာရီအတိဆိုရင်အမြဲကုမ္ပဏီကနေကျောင်းကိုသွားပြီးတော့စောင့်နေတတ်ပါတယ်အခုလေ၈နာရီထိုးပြီးမို့စာဝဲဝဲမဖြစ်ခင်ရွက်ဝငယ်လေးရဲ့မျက်နှာလေးကိုကြည့်ရဖို့အတွက်ရောင်းသွားရအောင်ပါမယ်အဲဒါကြောင့်ထိုးလက်စလက်မှတ်တွေကိုခိတ္တခဏရှက်ပြီးတော့အလုတ်စပွဲပေါ်ကကားတော့နဲ့ဖုန်းကိုယူပြီးရုံးငန်းအပြင်ဘက်ကိုခြေလန်းကျကျနဲ့ထွက်လာလိုက်ပါတယ်ကားပေါ်ဟာဆင်းလိုက်တာနဲ့မျက်လုံးကသူမအပေါင်းဖော်များရှိရာရန်ဝန်းစီကိုရှာဖွေပြီးလက်ထဲမှာကင်ထားတဲ့လွယ်အိတ်လေးကိုအသာလွှဲပြီးဟိုကျေးဇူးပါနော်ပြီးတော့ပပကိုပြောပြပါဘေဘီတငယ်ချင်းတွေနဲ့အတူတူပြန်လာမှမဟုတ်လို့လာမကြုံနဲ့တော့လို့ဟုတ်ကဲ့ခမမင်းခါစီမှာအမှားစကားပါပြီးတော့အဓိပတိလမ်းလေးအတိုင်းဂတိပါအနှဲကလေးစီးထားတဲ့ခြေချောင်းလေးများကညင်သာတဲ့ခြေလန်းတို့နဲ့ရှောင်းလန်းလာပါတယ်တခါမှမလိမ့်ကြံဖို့တဲ့တနက်ခါကိုလေရေကျဲလေးသွေးကဖြူဦးတဲ့ပါးပြင်မို့မို့လေးနှစ်ဖက်ကိုဘဲတစ်ဖက်ညာတစ်ဖက်တနက်ခါရေကျဲလေးလိမ့်ထားလိုက်ပါတယ်လွဲအိမ်အညူရောင်လေးကိုလွှဲပြီးတော့ဖြေရမယ့်အနီးယားစာအုပ်ကလေးကိုပိုက်ပြီးအဓိပတိလမ်းမတိုင်ရှောင်းလာတဲ့ရွက်ဝငယ်ကိုကြည့်ပြီးရောက်မှစိတ်တူနေရတယ်။ဘာလို့အဲ့လောက်လှအောင်တော့ပြေးလာရတာလဲကွာ။ဟိုမှာသူများတွေကြည့်ကုန်ပြီ။မဖြစ်သေးဘူး။ပိုင်သူဆိုင်သူရှိကြတော့သိအောင်လုပ်ရမယ်။ဆွေးနဲ့နှွေးကိုမတွေ့သေးတာမို့ရွက်ဝငယ်ကသူမတို့ဖြေရမယ့်အဆောင်ကိုကြော်လွန်ပြီးဘွယ်နှင်းသပင်ခမ်းမဘက်ကိုရောက်လာခဲ့ပါတယ်။သူမကတော့စာအုပ်လေးပိတ်ပြီးပတ်ဝန်းကျင်ကကျောင်းသားကျောင်းသူတွေကိုငေးရင်လမ်းလျှောက်နေတာရောင်ကြည့်နေတာတော့မသိပါပတ်ဝန်းကျင်ကကောင်လေးတချို့ကလည်းသူမလေးကိုငေးနေကြတာမို့ရောင်ပို့လို့ပင်ဒေါသအရှင်ကအစမတန်မြင့်လာရှာပါတယ်စတိုင်မန်ထဲကလက်ကိုထုတ်ပစ်လိုက်ပြီးငေးမောမောလမ်းလျှောက်လာတဲ့သူမစီကိုမပြေးရုံတမဲလမ်းလျှောက်သွားပြီးတော့တစ်ဖက်ကိုငေးနေတဲ့သူမကိုကောက်ယူပွေးချလိုက်ပါတယ်ရုတ်တရက်မြောက်တဲ့သွားရတဲ့တကူလုံးကြောင့်ကြောင်တောင်ဖြစ်သွားပြီးချီတဲ့လူကိုကြည့်လိုက်တော့ Daddy yes baby ဘာလို့ချီနေရလဲသူများတွေကြည့်ကုန်ပြီကြည့်အိုး Daddy ချပါငိမ့်မနေရင်ကိုလူတွေအရှိမာနေနားလိုက်မှာနော် baby ဟာ Daddy ဘလို့ဖြစ်ရောင်ရုံးဝငယ်ခန္ဓာကိုယ်သေးသေးလေးကိုမချပေးပြီးသူ့ကားနားကိုရောက်အောင်ပွေ့ချလာခဲ့တယ်အပင်အရေးကြီးအောက်ကရက်ထားတဲ့ကားကောင်းမော်ကိုသူမရဲ့ခန္ဓာကိုယ်လေးကိုတင်မေးလိုက်ပြီးရောင်အပေါ်စီးမှရှိနေတဲ့ခရမ်းရောင်မျက်လွှာတွေကိုစူးစိုက်ကြည့်လိုက်ပြီးဘာလို့အလှတွေပြင်းလာတာလဲဘေဘီရှင်မပြင်းမဘူးတနက်ခါလိမ့်လာတယ်အဲ့ဒါကမျက်နှာအေးအောင်လို့ပါဇတုံးထုံးလာတယ်ဒယ်ဒီပဲဇတုံးထုံးတာမှရှင်းတာဆိုနှုတ်မို့ဆိုရင်ဘေဘီလေးကိုစုံးမကြီးနဲ့တူရဲဆိုဒါဆိုရင်ဘာလို့ပန်းလာရလဲပန်းကမပန်းမေးလိုက်တာဘေဘီကိုလိုချင်တာစင်ကြင်မဟုတ်ဘူးနော်ဘေဘီကဘာလုပ်နေလို့လဲဘာလို့လမ်းလျှောက်တာငေးပြီးလျှောက်နေရလဲအဲ့ချေတော့တိုလေးတွေကမြက်မလျှောက်တတ်ဘူးလားရှောက်နေတာပဲလေဒယ်ဒီရဲ့ဗမာငေးနေလို့လေဒီအတိုင်းလမ်းအတိုင်းပဲရှောက်နေတာပြောရမယ်လေအမြင်မတော်ရင်ပြောရမယ်ခလေးငယ်လေးအဲ့လိုငေးပြီးလမ်းလျှောက်နေတော့
မတော်လို့ခလုတ်တွေတိုက်မိဟောဒီယာခြေဖွားနုနုလေးတွေကရဲကုန်အောင်မေကိုဘာပြောထားလဲမမှတ်မိတာလားဘာလို့လဲရင်အော်မှတ်ထားပုံမေခလင်းငယ်ရဲ့အသားတွေကိုရဲအောင်လှုပ်ပိုင်ခွင့်ရှိတာကိုပဲရှိတယ်တခြားလူရှိကြည့်အရှိမထောင်အဲလှုပ်တဲ့ကောင်ပပဆိုရောတက်ပြစ်မှာအိုးဘေဘီပပတော့မပါဘူးလေတခြားသူတွေနဲ့တခြားအရာတွေကိုပြောတာတက်မဲ့တော့လက်ခံမှာမဟုတ်ဘူးအင်းမဟုတ်ပါပြီဒယ်ဒီကြီးရဲ့စိတ်လျှော့ပါနော်โอเคခလင်းငယ်ပြောလို့စိတ်လျှော့ပြီးပြီဒါပေမဲ့ကိုစိတ်တူနေဟင်ဘာဖြစ်ရပြန်နော်စောစောကဟိုနားကကောက်နေလေအဲ့ဒီနားကကောက်နေကိုရဲ့ခလင်းငယ်ကိုကြည့်တယ်ဟင်ကြည့်ပေါ့မျက်လုံးပါတာပဲကြည့်မှာပေါ့အော်အဲ့လိုလားမျက်လုံးပါလို့ကြည့်တာလားဟုတ်လေမျက်လုံးပါလို့ကြည့်ဟင်ဒယ်ရီစကားတော့မဆုံးလိုက်ဘူးရှောင်းကစောနာကရွက်ဝငယ်ကိုကြည့်နေတဲ့ကောင်းလေးများအရှိကိုရှောက်သွားပြီးရွက်ဝငယ်လေးကားကောင်းပေါ်ကခုန်ချလိုက်ပြီးရှောင်းနှောင်လိုက်ရတော့တယ်တော်ကြတော့ဒယ်ဒီငါမိမကိုနောက်တစ်ခါကြည့်မင်းတို့မျက်လုံးတွေဖောက်ထုတ်ပြစ်မယ်ဟာဘာလဲကွာဘလားကြီးလာကောတာဒီမှာခမရဘာကမို့လို့လာထိုးတာလေကြောက်ပါတာကြည့်ရုံမကလို့ကြိုက်ပဲကြိုက်ခမရဘူးပါလားဟာကွာခွေးမသားဟေးရက်လိုက်စမ်းတယောက်တလေအကျိတ်လေထုံးနေကြစဉ်တင်းချတော်မြတ်စုရောက်လာတယ်တော်ကြစမ်းကျောင်းသားတွေဖြစ်ပြီးတော့ရန်ဖြစ်နေကြတယ်ငါကျောင်းအုပ်ဆရာကြီးနဲ့တိုင်ဟင်ရောင်နေရောင်ရှိန်ထဲမဟုတ်လားတီချေအဲ့ဘေးကြီးကကျွန်တော်အရင်လာထိုးတာတီချေအော်အေးကွယ်ရံမဖြစ်ကြနဲ့သွားစာမေးပွဲနဲ့ဖြေတော့မှာကြောင်တွင်ဆေးထဲမှာဆေးသွားထည့်လိုက်ဟေးဟိုနာကလေးလေးတွေဒီကလေးနဲ့လိုက်သွားပေးလိုက်စမ်းကွယ်အထိုးခံရတဲ့ကောင်လေးကိုဆေးခန်းကိုသွားခိုင်းလိုက်ပြီးမျက်ရောင်ကိုကြည့်တော့မျက်နှာတွေကစိတ်တုံလုံးလို့လက်ထင်းကြောတွေပါထောင်နေပါတယ်ရှောင်းရဲ့လက်မောင်းလေးကိုကိုင်ပြီးကတုံကင်းနဲ့ရက်နေတာကတော့ရွက်ဝါငယ်ပါဘလို့ဖြစ်တာလဲကွယ်သမီးရွက်ဝါငယ်ဘလို့ဖြစ်ကြတာလဲဟိုလေငါထိုးချင်လို့ထိုးတာဘာဖြစ်လဲအိုးရောင်နေစကားကိုပြီးစွလည်းမပြောပါနဲ့ထိုးခင်ရတာတို့ចောင်းသားအထိုးခင်ရတော့ကိုចောင်းသားဘက်ကနားတယ်ပေါ့လေဒါဆိုလဲမင်းဆုံးမထားလေကိုတပည့်ကိုအထိုးမခံစေခြင်းဆုံးမထားနောက်ဆိုငါမိမကိုလာမကြည့်ဖို့တီချင်းဆိုတဲ့မင်းကဆုံးမထားလိုက်ပေါ့ငါကတော့ငါရဲ့မျက်စိထဲကန့်လန့်ဖြစ်လာရင်စွဲထိုးမှာပဲကျင်တတ်တာမကျင်တတ်တာတော့မတက်နိုင်ဘူးလာသွားမယ်ကလေးရွက်ဝငယ်လက်ကလေးကိုဆွဲပြီးတော့အရှိကကျောင်းနေဖက်မြက်ကိုအဖက်တောင်မလုပ်ပင်ပြောချင်တာပြောပြီးထားခဲ့တယ်မြက်တပည့်မှလည်းလက်ကိုဆွဲပြီးထွက်သွားတယ်ရောင်းကိုကြည့်ပြီးမျက်မှောင်အံ့ဩရှာပါတယ်အော်အရင်ကရောင်းနေများတခြားစီပါလားခေရဲ့ကူပြောပါဦးခေလဲပြောတာပဲလေမိမိရဲ့ကိုကအတင်းဘူးခံညင်းနေတာ哦ပြောပြီးသားနော်22ရက်နေ့မှစောင့်ပေးမယ်ငါပြောတာသဘောမတူရင်လာရလန်းအတိုင်းလှည့်ပြန်သွားလို့ရတယ်။အိုးကိုရဲ့ကလေးတွေကအတူတူတော့နေပြီးကြပြီပဲ။အကြာကြီးထားလို့မကောင်းဘူးကိုရဲ့။သမီးတွေတို့တော့မနေ့ဖြန်တမ်းပြီးမင်္ဂလာဆောင်ကြမှာလေ။ဘေဘီလေးတို့လေမဘေဘီနဲ့ခင်ကိုလည်းအခုတလောအားတာမဟုတ်ဘူး။ပြီးတော့တကြံကနီးနေပြီ။တကြံပြီးမှပေးဆောင်မယ်ဒါပဲ။ထားလိုက်ပါမေထပ်မပြောနဲ့တော့ဒီလိုလူ့ကွာစာကြီးကိုထပ်ပြောနေလေတဲထဲရေးသွင်းသလိုပဲဖြစ်မှာပဲဘာကွာတာလူကြီးတွေပြောနေဝင်မပါစမ်းနဲ့ကိုမင်းတင်ငယ်ကိုမေမီဘက်ကပဲထပ်ပြီးတော့တောင်းမှန်ပါတယ်တားရဲ့ပြောစကားဆိုစကားတွေကအနှဲငယ်စုတူကိုစံပေမဲ့လေဟိုဘာလို့အနှဲငယ်လဲမင်းသားမရိုင်းတာအများကြီးကွာအများကြီးအိုးကိုဝေမတားနေခင်ကိုကတော့ပြောရမယ်ဒီမှာဟဲ့အောင်သဘောတူးချင်းလုံးလို့တော့မထင်နဲ့နော်မိမမျက်နှာနဲ့သမီးမျက်နှာထောက်နေလို့မဟုတ်ရင်မင်းဆိုတဲ့ကောင်မလွယ်ဘူးတော်ပါတော့ကိုရဲ့စိတ်တွေလျှော့ပါတော့လားပပဘေဘီတို့အခုလိုလက်ခံပေးရတဲ့အတွက်ဘေဘီပပကိုကျေးဇူးတင်ပါတယ်နော်ပါဘေဘီလေးတင်းစရာမလို့ကျေးဇူးကအဲ့အကောင်တင်ရမှာဘဲနဲ့လက်ထပ်ဖို့လက်ခံပေးပြီးတာတော့ရက်တောင်လာပြီးတတ်မှတ်နေသေးရင်မရဘူးကွာငါသမီးမင်္ဂလာဆောင်ကပြီးဆိုလေလုံးလို့မရအောင်အဲ့တော့အခုလိုပွဲတော်တွေနီးနေတာအောင်ငါပြီးဆိုရင်အလုပ်မခံဘူးအဲ့ဒါကြောင့်တကြံပြီးမှပဲလောက်ရမယ်ဒါပဲဒယ်ဒီရဲ့လက်ခံလိုက်ပါနော်ပပစိတ်တို့ရင်စိတ်ထက်ပြောင်းနေဦးမေ
လက်ခံလိုက်ပါနော်အင်းမကလေးငယ်ကိုကလေးစိတ်မချမ်းသာဘာတခုမှမလုပ်ဘူးကလေးသဘောတူရင်ကိုလေးသဘောတူပါတယ်စောက်ဖို့ရင်ဗျာကျွန်တော်မိမကိုပြောတာနော်ဖေဖေကိုမပြောဘူးဟဲ့အောင်မင်းငါ့ကိုဖေဖေလို့မခေါ်နဲ့လို့မပြောထားဘူးလားအိုးကိုကလေတမက်ပဲဖြစ်နေကိုဖေဖေလို့မခေါ်လို့ဘေဘီလေးခေါ်တယ်လို့ပပလို့ခေါ်ခိုင်းမလို့လားကျွန်တော်လေးပြောပါတယ်မိမိရေကျွန်တော်မိမလို့ပပလို့မခေါ်တတ်ဘူးလို့ဟဲ့အောင်မင်းကိုပြောနေတာမဟုတ်ဘူးငါမိမငါ့ကိုပြောနေတာကြားလာဝင်မဖြတ်နဲ့ကဲတော်ကြပါတော့ဒီမှာလူကြီးတွေနဲ့အားနာဖို့ကောင်းနေရှင်တို့ရံဖြစ်နေကြတာမပြီးတော့လူကြီးတွေအားလုံးကိုခင်ကပင်တောင်းပန်ပြစေရှင်ရက်ွက်လူကြီးများဆယ်အိမ်ကောင်ရှင်းနေများနဲ့နှစ်ဖက်သောမိဘများတင်တောင်းငွေရွှေသားငွေသားအစုံအလင်းနဲ့ဧခန်းထဲမှာနေရာယူလို့နေပါရဲ့မင်္ဂလာကိစ္စကိုသဘောတူလိုက်ပြီဖြစ်ပေမဲ့ဦးမင်းတင်ငယ်ကတော့အခုထိရောင်းတဲ့အပြိုင်ကန့်လန့်တိုင်နေတော့မှာရောင်းကမနှက်ဖြန်ချက်ချင်းလက်ထက်ချန်နေပြောပေမဲ့ဦးမင်းတင်ငယ်ကဘာတစ်ခုမှကြိုတင်စီစဉ်ထားခြင်းမရှိပင်လက်ထက်ဖို့သဘောမတူဘူးလို့ညင်းနေခြင်းဖြစ်ပါရင်ဒီသမီးလေးတယောက်ကိုသာပိုင်ဆိုင်ထားတာမို့အကောင်းဆုံးဖြစ်အောင်လုပ်ပေးခြင်းနဲ့အဲဒါကြောင့်အချင်းယူရတဲ့ပါပါတယ်ရွက်ဝငယ်ကိုစာမေးပွဲဖြေပြီးရနဲ့ရောင်းတခါလေးခေါ်လာတာဖြစ်ပြီးမနေ့တည်းကမိခင်ဒေါ်မေမီစောကိုရွက်ဝငယ်တို့အိမ်မှာစီစဉ်စရာရှိတာစီစဉ်ပြီးတော့စောင့်ခိုင်းထားတာဖြစ်ပါတယ်အခုတော့နှစ်ဖက်သောမိဘတွေနဲ့လူကြီးဆောင်ရအရှိမရွက်ဝငယ်ကိုလာတောင်းတာဖြစ်ပါတယ်ကဲဒါဆိုရင်မင်္ဂလာရက်မြတ်ကိုနှစ်ဆန်း2ရက်နေ့တတ်မှတ်လိုက်ပြီပေါ့နော်အဲဒါကြောင့်သူတို့သားဘက်ကတင်တောင်းငွေများကိုသူတို့သားမိဘကိုစားကျွန်တော်ဦးမျိုးဦးမှတင်တောင်းစာလွှာကိုဖတ်ပြမှာပဲဖြစ်ပါတယ်သူတို့သားမိခင်ဒေါ်မေမီစောမှသူ့ပိုင်နဲ့မေလက်ဝတ်ရတနာဆိုင်တဆိုင်အမတ်ဆက်လေးမှာတိုက်တလုံးကားတစ်စီငွေသားကျပ်သိန်း1000တိတိနဲ့သူတို့သမီးလေးကိုတင်တောင်းထားပါတယ်သူတို့သားမောင်ကုန်းရှိန်ထဲကတော့သူ့ပိုင်နဲ့ပိုင်ဆိုင်သမျှစာရွက်စာတမ်းအကုန်နဲ့သူ့ရဲ့ဗန်းစာအုပ်ထဲကငွေသားတန်းပေါင်း2000ကျော်နဲ့အတူသူ့ရဲ့တဘွားလုံးကိုပါအနှင်းပြစီဆိုတဲ့စာသားလေးနဲ့အတူတင်တောင်းထားပါတယ်ခမဦးမျိုးဦးဖက်ပြတဲ့တင်တောင်းစာလွှာကြောင့်ဦးမင်းတင်ငယ်မှာအံ့ဩမိပါတယ်ကိုဟာသာကြည့်မရပေမဲ့ကိုတုံရမဲ့တမက်ဖြစ်သူကကိုထက်တောင်ခေါင်းတလုံးသားသေးတယ်မဟုတ်လားချအဲ့နားမှာဖြည်းဖြည်းချခဲ့ပေးခဲ့တာအပေါ်ထက်ကိုယူသွားလိုက်ဟဲ့အောင်အဲ့ဒါကိုအထက်ကိုပို့လိုက်ပေါင်မုံဖုံးဆက်အောင်ဟဲ့အောင်ဖြည်းဖြည်းလုပ်လေကွာငါ့ရဲ့ပစ္စည်းတွေပုံးပဲကုန်မေဟုတ်ကဲ့ပါဘော့စ်ချန်နယ်ကိုပုံမှန်စစ်နော်မစ္စတာဂျိုးလည်းငါမှားတယ်လို့ပြောလိုက်အများကြီးပဲနော်မမေကြီးအကိုလေးတို့အိမ်မှာတီးပင်စားပင်တွေတအားပေါ်တယ်ထင်တယ်အခုတော့အများကြီးခိုးလာတာဆိုတော့ဟုတ်မေကဲပါထဲ့เสียရှိတာထဲ့တေချာလေးစီးထဲ့နော်ဟုတ်ကဲ့မမေကြီးစီထဲ့ထားလိုက်ပါမယ်များပြလှတဲ့အတုံးအဆောင်များကိုဦးမင်းတင်ငယ်အပေါ်ထက်မှအိမ်သားတက်ပြီးဆင်းလာတော့မြင်တွေ့လိုက်ရတယ်ဆိုဖာထိုင်ကိုအကြီးကြီးတွေအိမ်ထဲမှာအလှဆိုင်တဲ့ပန်းအိုးကြီးတွေသူ့အိမ်ကလိုတီဗီအကြီးကြီးတစ်လုံးကပါပြီးဖြော်ရည်ဆက်တွေရောအတော်အမျိုးအစားစုံပါပဲဟဲ့အောင်ဗျာမင်းဒါပါလို့တာလေရွှေ့နေရလေဖေမမြင်ဘူးလားဟာရွှေ့နေတာတော့ငါမြင်တာပေါ့ကွာတပတ်ကြော်လောက်လေးနေမအောင်တအိမ်လုံးပြောင်းစရာလို့လားတအိမ်လုံးပြောင်းနေလို့လားကျွန်တော်လိုအပ်တဲ့အသုံးဆောင်တွေတဲ့တာလေမင်းဟာလေအိမ်ပြောင်းလာတဲ့အတိုင်းပဲလူလိုမတဲ့ဘူးသူများအိမ်ကိုဒါတော့မှပြီးစီလေးပဲရှိသေးတယ်ဖေရဲ့တအိမ်လုံးမဟုတ်သေးဘူးဟဲ့အောင်မင်းကရှင်းလင်းချက်ဖွင့်ခိုင်းနေတာမဟုတ်ဘူးကွာရှုံလို့ပြောနေတာရှုံလို့အဲ့ဒါတော့မတက်နိုင်ဘူးဖေရဲ့ဖေသမီးလေးနဲ့နေကျင်တော့လေကျွန်တော်မှသူများအိမ်မှာမနေတတ်ပေမဲ့နေရတော့မှာပဲလေအဲ့လိုဖြစ်အောင်ဖေပဲဖန်တီးနေရလေမဟုတ်လို့လားဟာဒီကောင်ကိုဘာတွေဖြစ်နေကြတာလဲဘာမှမဖြစ်ပါဘူးခင်ဘာလုပ်နေရလဲကိုစီကိုလာပါအောင်အိုးခဏလေးခင်မအားသေးဘူးအသီးတွေကူထည့်နေတာအိမ်ရှိမှစကားသံတွေကြားလို့လာကြည့်တာဘာများဖြစ်တာလဲလို့ဘာမှမဖြစ်ပါဘူးမမေဒီမှာလေးဖေကကျွန်တော်ဘလောက်ချောချောခန့်ချောင်းချီးမိုးနေတာဗျဟုတ်တယ်နော်ဖေဟာဒီခွေးမသားကိုတာတဲ့အောင်နေချင်းနေပေးလိုက်ပါကိုရဲ့အရင်ကကိစ္စတွေမေ့လိုက်တော့အခုခင်တို့တွေကမိသားစုတွေဖြစ်နေပြီမှတ်လားတဲမက်နေကြရအောင်နော်ကို
ပြီးတော့ကိုကအကြည့်တခုခုဆိုရင်ကိုကအရင်အလျှော်ပေးလိုက်ပါကိုရဲ့အသက်တွေလည်းကြီးပါပြီတခုခုဆိုရင်စိတ်ထတိုးတက်တဲ့ကိုရဲ့စိတ်ကလေးကိုလျှော့အောင်ဟုတ်ပြီလားဟုတ်တယ်မိမိဖေဖေကိုလေများများဆုံးမပေးပါဗျာအဲ့ဒါမှဖေဖေကအတီးတရားများများရပြီအပိုးကျိုးမှာဟေ့ရောင်မင်းကွာငါနော်ခင်းရှိမှာမို့စိတ်လျှော့ဖေဖေလောကကြီးမှာနေရတာအချိန်ခဏလေးရဲ့အချိန်တိုင်းကိုစိတ်ဖိစီးမှုတွေနဲ့ပဲမဖြတ်တန်းစမ်းပါနဲ့ဗျာကျွန်တော်လိုပျော်ပျော်လေးဖြတ်တန်းဟုတ်ပြီလားမသိရင်အတူယူဗျအတူယူဟိုစကားပုံကြားဘူးလားဘာတဲ့တန့်ငယ်စကားတက်ကြီးကြတဲ့ရောင်ဦးမင်းတင်ငယ်ကိုပြောဆိုပြီးအိမ်အပေါ်ရှိချစ်သိန်းငယ်လေးစီကိုတက်သွားလိုက်ပါတယ်ဘာကွာဒီကောင်တော့သေတော့မယ်တော်ပြီကိုဆဲနေတာတွေတော်တော့တားပြောတာလေဟုတ်နေတာပဲစိတ်လေးပါလေရှော့အောင်ဘာလဲခင်ကမနေ့တနေ့မှတမက်တော်တဲ့လက်ထအောင်ပို့ပြီးတော့ခင်းတွဲကျင်နေတာလားအိုးကိုကလေခင်ကအဲ့တဘောပြောတာမဟုတ်ပါဘူးဒါဖြင့်ဘာလို့လက်ထားဘက်ကနေလိုက်ပြောနေရလဲကိုမကြိုက်ဘူးနော်ခင်ကိုမကြိုက်ဘူးဟုတ်ပါပြီကိုမကြိုက်ရင်နောက်မဖြစ်စေရအောင်ဟုတ်ပြီလားဟောဒီယာခင်ကအမြဲကိုဘက်ကပဲဘေဘီအန်တီအန်ကဲဘသူတွေလဲကွယ်မေမေကြီးမင်းတို့သစင်တို့ပါဟောသမီးလေးတို့လာအတော်တော်နောက်ကျနေပါရောလားဟုတ်တယ်အန်တီကိုမိတ်ဆွေတွေကိုအရင်လိုက်ဖိတ်နေလို့သမီးမဘေဘီနဲ့ဆွေပဲရှိရလေအဲ့ဒါကြောင့်အေးစိမ့်မလာဖိတ်တာအော်အေးကွယ်အေးလာကြလေအထဲဝင်ပြီးထိုင်ကြလှမြင့်ရှင်းမေမေကြီးလာပါပြီလှမြင့်ကအပေါ်ထက်ကဘေဘီလေးနဲ့တားရအောင်သွားခေါ်အောက်မှာသမီးတွေဖိတ်စာလာဖိတ်တယ်လို့ပါထည့်ပြောနော်အမျက်စင်းငယ်လို့ဟုတ်ကဲ့မေမေကြီးထိုင်ပါသမီးတို့ထိုင်တားပါထိုင်လေဟုတ်ကဲ့အန်တီလွယ်လာပြီဘေဘီကမျောနေတာကြာသွားတယ်ဘေဘီရဲ့ကိုရဲ့မိတ်ဆွေတွေကိုအရင်လိုက်ဖိတ်နေတာဒီမှာရော့ဒါဘေဘီတို့လင်းများအတွက်ကတဆောင်အန်တီတို့ကပေးပြီးပြီနော်ဟုတ်ပါပြီမမတွေရဲ့ကြည့်ပါဦးတတို့သမီးလေးကလှနေသလိုပဲနော်မျက်နှာလေးကိုရဲလို့အိုးဘေဘီနော်လူကြီးတွေရှင်မဆနဲ့ဟုတ်တယ်သမီးတွေရဲ့သမီးလေးကလှပါတယ်ကျေးဇူးပါအန်တီမနေ့ဖြန်အန်တီတို့လည်းလာရမယ်နော်သမီးမျှော်နေမှာအန်ကယ်ကမအားဘူးသမီးအန်ကယ်လက်ဖွဲ့ကိုသမီးတို့အန်တီနဲ့ပေးလို့လိုက်မယ်ဘေဘီလေးကပန်းကျဲပါတယ်မှတ်လားဟုတ်ကဲ့ရပါတယ်အန်ကယ်စီဒီမှာသားနဲ့သမီးအတွက်အေးနဲ့မုတ်လေးတွေယူခဲ့ပါကွယ်မြန်လေးနော်ဟုတ်ကဲ့မေမေကြီးဘေဘီလေးသားဟောဆင်းမလာဘူးလားမခေါ်ခဲ့ဘူးလားကွယ်ဒီမှာသမီးတွေတို့နဲ့မိတ်ဆက်ပေးရအောင်ကိုဒယ်ဒီကအလုံးလုံးနေရဲ့မာရဲ့ထားလိုက်ပါမနေ့ပြန်ကြမှာပဲမိတ်ဆက်ပေးတော့မယ်လွယ်တို့တွေနဲ့ကတီးပြီးသား哦နော်ຫນွေဟုတ်ပါတယ်အန်တီဦးရောင်နေကတီးကြပါတယ်အေးကွယ်သမီးတို့မင်္ဂလာကိစ္စဟောအစင်ပြေပြေဖြစ်တယ်မဟုတ်လားယူပြီးရင်ရောဗမာနေကြမှာလဲအိမ်ခွဲနေမှာလားကိုကလေအိမ်ခွဲမနေချင်ဘူးတဲ့အဲ့ဒါကြောင့်ကိုရဲ့အိမ်မှာနွယ်လိုက်နေမှာပါအေးကွယ်အေးတက်ရောက်လေနေကြနော်လင်းနဲ့မယားဆိုတာရှာနေသွားလို့ပဲအခက်မသိလို့ကြိုက်မိနာတတ်တယ်လေအဲ့တော့တက်ရောက်နေမှာအဆင်ပြေတာသမီးလေးတို့လည်းတက်ရောက်နေကြနော်ဟုတ်ကဲ့ပါအန်တီဒါဆိုအပြိုပါတီမလုပ်တော့ဘူးပေါ့အေးလေဘေဘီရဲ့အလက်ဟတ်သက်ကုန်းမကြီးကိုရှင်လေးတို့ယူခိုင်းနေမှလို့လွဲရလေဟာအပြိုရဲ့နောက်ဆုံးညပဲဟောင်းလုံးတဲ့တာပေါ့ဘေဘီသူများမလုပ်ချင်တော့ဘာလို့အတင်းပူစားနေရလဲသမီးဘေဘီကပူစားတာမဟုတ်ဘူးလေမရဲ့လွဲကိုစေတနာနဲ့ပြောပြတာအိုးစေတနာနဲ့ပြောပြတာလက်ခံပါတယ်ဗျလွဲရမလုပ်ချင်ဘူးဆိုလို့ကျွန်တော်လည်းခွင့်ပြုထားတာပါမိုးလေအတော်ချုံနေပြီမှုလို့ကျွန်တော်တို့ပြန်ခွင့်ပြုပါအောင်နော်ခမ်းမတ်မှာလေပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအောင်လို့ပါပြန်ချင်းတယောက်တည်းပြန်มาလားကိုစေကြီးနော်နွယ်နဲ့ဘေဘီတို့ပေါင်းလာတာနှစ်ချီနေပြီမနေ့တနေ့မှကြိုက်ပြီးတော့ယူမဲ့လူကအကဲပုံနေဘေဘီသမီးဘလို့ပြောလိုက်တာလဲကိုထက်ကြီးတဲ့လူကိုပပအဲ့လိုတင်ထားလားအိုးပပကလေဟိုဘေဘီကိုစူမနေပါနဲ့အန်ကယ်ဟိုကိုပြောတာလေဟုတ်ပါတယ်မိုးလေတအားချုံနေပြီဆိုတော့သမီးတို့ပြန်မအောင်မယ်နော်မနေ့မှတွေးမယ်နော်ဘေဘီစောစောလေးလာခဲ့ပြီဟုတ်ပြီလားလွယ်ဝင်ပြောခါမှဘေဘီတယောက်ပေါက်ဖောက်ချင်နေတဲ့ပါဇက်ကလေးကငိမ့်သွားရပြီးဦးမင်းတင်ငယ်လေး
ထမင်းစားခန်းထဲကိုထသွားတော့ပါတယ်။နှွေတို့ဇနီးမောင်နှံလေးဒေါခင်ခင်သွဲကိုတေချာနှုတ်ဆက်ပြီးအိမ်ထဲမှထွက်လာခဲ့လိုက်တယ်။တရေရေးသွားနေတဲ့ကားလမ်းပေါ်မှာကားလေးတစ်စီးနှွေရဲ့လက်ကလေးကိုဖွာဖွာဆုပ်ကန်ထားပြီးတော့လက်တစ်ဖက်ထဲနဲ့မောင်းနေနေတဲ့ဈေးကိုကြည့်ပြီးနှွေမှာဖျားတက်တာတော့အရှိကိုပဲကြည်မောင်းပါဆိုတာကိုမရပါဘူးကိုရောချောကတစ်ချက်နှွေကိုလှလှကြည့်ပြီးတော့အနမ်းလေးတစ်ပွင့်ကခိုးပေးပါသေးတယ်နှွေရှင်နှွေကိုချစ်ရလားအိုးကိုရဲ့ဘလို့မေးလိုက်တာလဲနှွေကိုသိချစ်တာပေါ့ဒါဆိုစောနာဘာလို့ကိုလက်ကိုလှုပ်ချလိုက်တာလဲအဲ့ဒါနောက်ဘယ်တော့မှကိုကန်ထားတဲ့ကိုရဲ့လက်တစုံမလွတ်ချပါနဲ့ကိုကစိတ်ကောက်နေတာလားယင်ဒါဆိုရင်နှွေတောင်းမှတ်ပါလေကိုရဲ့ကိုနဲ့ကတစ်သက်လုံးနေရမှာလေဘေဘီတို့နဲ့ကအခုနေတွေ့ရတော့လေစကားပြောတာလေကိုရဲ့နှွေကိုနားလေပေးပါနော်ကိုနားလေတယ်နှွေဒါပေမဲ့နှွေဟာမဟုတ်သေးဘူးကိုလက်တောင်ဖြုံးချပြစ်တယ်ဆိုတော့လေကွာအိုးကိုရဲ့စိတ်မဆိုးပါနဲ့နော်စိုးတယ်ကွာစိုးတယ်နှွေကကဲကြည့်ပြီးနော်ခါးလေးကိုအနှဲငယ်ကမ်းပြီးတော့ကားမောင်းနေတဲ့မျက်နှာဘေးတစ်စောင်းမြင်ရတဲ့ဈေးရဲ့ပါးပြည့်တစ်ဖက်ကိုလှမ်းပြီးနမ်းလိုက်တော့မှဈေးရဲ့မျက်နှာကြီးပြုံးပြေးသွားပါတယ်။ဦးတိုးစရာမရှိကြံဖန်တုံနေရတာမမောဘူးလားကိုရဲ့မောတယ်မမောစေခြင်းကိုဦးမတိုးရအောင်နေပေါ့ဦးတိုးရအောင်မလုံနေပေါ့ဟုတ်ပါပြီဒီကကိုကိုလေရှေးရှောင်းနှွေးရဲ့အချစ်တွေအားလုံးကိုပုံအောပြီးပေးပါမယ်နောက်ထပ်လေလက်တွဲမဖြုတ်တော့ပါဘူးဦးတိုရအောင်လေမလုပ်တော့ဘူးကျင်းနေပြီလားမောင်စင်းနဲ့မဲ့နွယ်သစင်သစ္စာမင်္ဂလာခမ်းမမင်္ဂလာဧခံမွေကျန်းကျိန်မှုအစင်းသင်းဖြစ်ပါပြီလားသူတို့သားနဲ့သူတို့သမီးခမဟုတ်ကဲ့ကျွန်တော်ကျမတို့အစင်းသင်းဖြစ်ပါပြီအဖြူရောင်ထိုင်မသိမ်းမြန်မာဝစ်စုံနဲ့နွေဟာဒီခမ်းမကြီးတစ်ခုလုံးမှာရှိတဲ့အမျိုးသမီးလေးတွေထံထင်းလေးစွာလှပနေတယ်အဖြူအောင်စားလွှားလေးကိုပခုံးမှာခြုံထားပြီးလက်တွေတစ်ဖက်ကနှင်းစီအဖြူများနဲ့ပြုတ်လုပ်ထားတဲ့ပန်းစည်းကြီးတစ်ခုကိုလည်းကင်ထားသေးပါတယ်အရှိကမကြမီခင်မွန်ဖြစ်တော်မူအဖြူရောင်လေကတုံအဖြူရောင်ပစိုးအဖြူရောင်ခေါင်းပေါင်းနဲ့အဖြူရောင်သူတို့သားကိုမျက်လုံးချင်းစုံကြည့်ပြီးနှွေးရင်မဲ့မမို့လေးမှာမြင်လိုက်နေလိုက်များပြလာတဲ့ဈေးမိတ်ဆွေများဖြစ်တဲ့မင်္ဂလာပွဲလာဧည့်သည်တို့များကလည်းနှွေတို့ဇနီးမောင်နှံကိုကြည့်ပြီးတော့အားကြနေပါရီအဲ့ဒီနောက်ကျန်းသစ္စာကျိန်ဆိုလိုက်ပါရီဟဲသမီးဆွေဘာလို့ငိုနေတာလဲသူများတွေမင်္ဂလာယူနေတာဟုတ်ကွယ်အနာကဘေဘီမေမေဒေါခင်ခင်သွေရမေးတော့ဆွေညှစ်ပြီးသားတီရှူကိုဘေးမှာအသာချလိုက်ပြီးနှမျောလို့ပါအန်တီရဲ့သမီးတို့တငယ်ချင်းလေးတွေကိုနှမျောလို့ပါအေးပါကွယ်မငိုပါနဲ့သူများတွေမြည်ရင်မကောင်းတိတ်ကဲတတိုးသမီးပန်းစည်းကျဲတော့မှာပဲဖြစ်ပါတယ်အပြိုလေးတွေနဲ့မကြခင်လက်ထပ်တော့မဲ့အတွဲလေးတွေအရှိကိုလာပေးပါဗျကလေးလေးသွားရက်ချင်လို့လားဟုတ်ဘေဘီဒါဆိုသွားမယ်လေကိုပါလိုက်ခဲ့မယ်ရွက်ဝငယ်လက်ထဲကအဖြူရောင်နှင်းစီပွင့်ဖက်လေးတွေအနှဲငယ်ကျန်သေးတဲ့ငွေဖလားလေးကိုအောက်ကိုချပြီးရောင်ရဲ့လက်ကလေးကိုဆွဲပြီးတော့မင်္ဂလာစင်မြင့်ရဲ့နောက်မှာတွားပြီးရလိုက်တယ်အားလုံးထဲမှာရွက်ဝငယ်လေးရဲ့အရက်ကပုနေတာမို့လူတွေအုံလာတော့စင်မြင့်ပေါ်ကနှွဲကိုတော့လှမ်းပြီးမမြင်ရတော့ပါနှွဲကလည်းရွက်ဝငယ်လေးကိုပဲရစေချင်တာကြောင့်သူမတငယ်ချင်းဖြစ်သူကိုခေါင်းလေးလေပြီးလူအုပ်ကြားမှာရှာနေမိပါတယ်လူတွေကများလိုက်တာကွာကိုရဲ့ကလေးငယ်ကကြားညံ့နေပြီကလေးငယ်လာကိုချီပေးထားမယ်ဟုတ်တယ်ဒီသူမရဲ့ခန္ဓာကိုယ်လေးကိုဇက်ကနေကောက်ချီလိုက်ချိန်မှာတော့မြင်ရပါပြီနှွဲကိုမြင်ရတော့မှရွက်ဝငယ်မျက်နှာလေးဟာပြုံးလာရပါတယ်လူကြားထဲမှာတယောက်တည်းထိုးထွက်နေတဲ့ရွက်ဝငယ်ကိုနှွဲလဲမြင်သွားတာကြောင့်ပြုံးလိုက်ပြီးပန်းစည်းပစ်ဖို့အတွက်ကြေညာလိုက်တော့ပါတယ်အားလုံးပဲနှွဲပြစ်တော့မယ်နော် ready 1 2 3ဟေးခလေးဘာဖြစ်သွားတာလဲလုံးကြပါအောင်ပန်းစည်းကိုလက်နဲ့လှမ်းဖမ်းယူလိုက်ပြီးရွက်ဝငယ်ရုတ်တရက်ဆိုသလိုခေါင်းထဲမူးဝေသွားတာမို့ခေါင်းရမ်းလိုက်တဲ့အချိန်တခါတည်းမေ့သွားပါရီဟဲ့လုံးကြပါအောင်ဘသူဘာဖြစ်လို့တော့ကောင်မလေးတယောက်မူးလဲသွားလို့ဖဲကြလူတွေဝိုင်းအောင်မနေကြနဲ့အမျိုးသောအတန်တွေကလူအုပ်ကြားထဲမှာပဲ့တင်တန်ထက်သွားတယ်။ရောင်းကတော့အယူတစ်ပိုင်းဖြစ်လို့နေပြီး
နှလုံးခုန်တန်တွေတောင်ရက်သွားပြီလားတောင်အောင်မေးရလောက်တဲ့အထိကြောင်သွားရှာပါပြီ။သူမလေးကိုလှုံနိုးနေပေမဲ့မရပါ။အဲ့ဒီနောက်ဘလို့မှမရတဲ့အစုံရွက်ဝငယ်ရဲ့ခန္ဓာကိုယ်လေးကိုပွေ့ချပြီးနီးစပ်ရာဆေးရုံကိုပြေးရပါတော့တယ်။ကလေးငယ်ကလေးဘာမှဖြစ်လို့မရအောင်နော်။ကလေးဘာမှဖြစ်လို့မရဘူး။ကိုပြောပြီးပြီမင်းသာတခုခုဖြစ်ရင်ကိုသေရလိမ့်မယ်။ခန္ဓာကိုယ်ထဲမှာပွေ့ဖက်ထားတဲ့ရွက်ဝငယ်နှစ်ဖူးလေးကိုဖွားဖွားနိုင်ရင်ဘာမှမဖြစ်ဘူးမဟုတ်လားကလေးတရင်ရင်သွားနေပြီဖြစ်တဲ့ကားလေးကတော့ဥတီယာတစ်ခုကိုဆိုပေမဲ့ရောင်းရရှင်တွေကဥတီယာကတုံးလုံးချင်းစီကိုဖြစ်ပါတယ်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒယ်ရီချစ်တဲ့ငယ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခေါက်မှာပရိသတ်များအားလုံးအတွက်ဒီဇာတ်လမ်းလေးရဲ့အပိုင်းဆက်ကိုတင်ဆက်ပေးတော့မှာမို့လို့စောင့်မျှော်အားပေးနားဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်